ခင်ဗျားတို့မြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီအချိန်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ပထမဆုံးဒီနေ့ပထမဆုံးသတင်းမပြောခင်မှာကျွန်တော်တို့ပုံမှန်ပြောနေကြအတိုင်းပေါ့နော်ကျွန်တော်တို့ရဲ့ Statesman Channel The Statesman Channel ရဲ့အပတ်စဉ်94ရာထွက်ရှိလာပါပြီအားလုံးသိတဲ့အတိုင်းပဲဒီ cover ဒီ story ပေါ့နော်အဲ့တော့အဓိက major cover story ကတော့အားလုံးသိတဲ့အတိုင်းဒီပြီးခဲ့တဲ့ရက်ပိုင်းလေးကပေါ်လို့ရိုက်နေခဲ့တဲ့73စီနဲ့ပတ်သက်ပြီးရော်ကြီးပေါ့ဘီလီယံ940ကျော်နဲ့လာမယ့်ဇန်နဝါရီ26ရက်နောက်ဆုံးအပိတ်နဲ့ပြဿနာပေါ့နော်ပြီးတော့အဲ့မှာဖြစ်သွားတဲ့အတွေ့အကိစ္စလေးတွေ73စီဘာကြောင့်ဒီလောက်ဈေးတက်ပြီးတော့ဘာကြောင့်73စီအခုဒီရက်ပိုင်း drop တအားထိုးကျသွားပြီးတော့မြေမှာဘာတွေဖြစ်နေလဲရော်ကြီးအတွက်ဘာတွေဖြစ်ကုန်ကြလဲစသဖြင့်အဲ့အတွေ့အလေးအချို့ကိုကျွန်တော်တို့တူးဆွရတော့တူးဆွပြီးတော့သုံးသပ်ရေးသားထားတာပါဒါကတော့ဒီဘက်ရဲ့အဓိက issue ပေါ့နော်နောက်တစ်ခုကတော့ဒီပါကစ္စတန်လက်နက်ပွဲသားတွေစီကနေပြီးတော့ဒီကရင်လက်နက်ကိုင်အချို့ပေါ့နော်သူပြင်ကြားဖြန့်နဲ့ဆက်ဆက်တဲ့ကရင်လက်နက်ကိုင်အချို့ကလက်နက်ပွဲသားလက်နက်တွေဝယ်ယူတဲ့လျှို့ဝယ်ယူပြီးတော့တရိတ်စစ်ဝယ်ယူ lot like ပေါ့နော်ဝယ်ယူပြီးတော့သိမ်းပြီးတော့ပြင်ဆင်နေတဲ့ကိစ္စအချို့ကျွန်တော်တို့စုံစမ်းရရှိသလောက်ဒီမှာရေးထားတာဒါ cover story တဲ့တစ်ခုပါဒါတော့ဗိုလ်ချုပ်မှုကြီးရဲ့ဒီအဂရိအကြောင်းနဲ့ပတ်သက်ပြောတဲ့စကားလေးပါအဂရိနဲ့ပတ်သက်သူကြောသားရင်သာမခွဲကြဘဲနဲ့ရေးယူမယ်လို့သူပြောတဲ့စကားလေးသဘောကျလို့ကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့ cover story မှာဒီမှတ်တမ်းလေးတစ်ခုဖြစ်နေဖော်ပြထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့သူများတွေကိုအလုံးလောက်ခရတဲ့ပတ်စံလို့ကျွန်တော်ကနားလေတာအခုကျတော့ဒီမှာကြီးသူများကိုသွားပြီးထိုးချိတ်ပြီးတော့နှိပ်စက်တာကိုပတ်စံတညဘတ်6000ရတယ်ဆိုတော့ခင်ဗျာအဲ့ဒီလုတ်ကလေးရှိရင်ပေးကြပါလားလို့ပြောအောင်လို့ဖြစ်နေနော်တညဘတ်6000ရတဲ့အထိဟိုဘာလဲနှိပ်စက်တယ်ညှိမနှိပ်စက်တဲ့အလုပ်ကိုလုပ်ရတဲ့ KK ပတ်ချက်မှာရှိတဲ့အလုပ်တွေရှိရဆိုတော့တွေ့ရတယ်ဒါလေးတစ်ခုပေါ့နောက်တစ်ခုကသိန်းပေါင်း9000လောက်ထိပေးပြီးတော့ရွှေတူးတဲ့အကြောင်းတွေ PDF တွေကိုသိန်းပေါင်း9000လောက်ပေးရွှေတူးတဲ့အကြောင်းတွေအဲ့ဒါတွေပဲဆက်ကျွန်တော်တို့ဒီမှာရေးထားပါတယ်အဲ့တော့ဒီရွေးကောက်ပွဲကိစ္စတွေမိုးကုတ်ရဲ့ခြေတွေဒါကြားဖြန့်ကိစ္စတွေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးရေးထားပါတယ်အချက်မှလည်းအခြားစိတ်ဝင်စားတဲ့အကြောင်းတွေအကြောင်းအပေါင်းများစွာပါပါတယ်နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်မှုမေးခွန်းထုတ်ထားတာတွေပါပါတယ်ပြည်တွင်းသတင်းနဲ့ပတ်သက်တာပါနော်နောက်တစ်ခုကဒီမြကြီးနားလိုနေရာမျိုးမှာဘာတွေဖြစ်နေလဲလက်ရှိမြကြီးနားဘာတွေဖြစ်နေလဲမေးထားပါတယ်မြောက်ပိုင်းလမ်းဖြစ်တဲ့မူဆယ်နန်းခမ်းဘက်ဒီမှာလမ်းတစ်လျှောက်မှာဘာတွေရင်ဆိုင်နေရလဲကျွန်တော်တို့မေးထားပါတယ်အဲ့မြေပြင်သွားနေအခြေအနေမေးထားပါတယ်နောက်တစ်ခုကနိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အခြေအနေတွေဒါတွေလည်း interview တွေလုပ်ထားပါတယ်အဲ့တော့ The Statesman Channel ရဲ့ဒီမက်ဆေ့94ကတော့ PDF file ကတော့မနေ့ဖြန်ဆိုဝယ်ဖတ်လို့ရပါပြီမနေ့ဖြန်မနေ့9နာရီနောက်ပိုင်းနေစပြီးဝယ်ဖတ်လို့ရပါပြီအဲ့တော့တစောင်းချင်းစီကျွန်တော်တို့မရောက်ပါဘူးကျွန်တော်တို့က6လပြည့်တစ်နှစ်ပြည့်နဲ့ရောက်ပါတယ်ဘာလို့လဲဆိုတော့တစောင်းချင်းစီကျွန်တော်တို့ group ထဲမှာလိုက်ထည့်ပေးဖို့ဆိုတာကျွန်တော်တို့အဆင်မပြေပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ကလည်းနီးပညာရအားနည်းချက်တွေရှိတဲ့ခါကျတော့ကျွန်တော်တို့မှလည်းအဲ့လိုပေးရခက်တဲ့အတွက် PDF file နဲ့ရောင်းတဲ့ခါမှာသက်ဆိုင်ရာဟိုတွေကိုတစ်ပတ်စာတစ်နှစ်စာ6လစာကိုရောင်းတာလေလို့လုပ်ရပါတယ်เนาะအခြားကျွန်တော်လည်းစဉ်းစားညံမမီလို့ပါနီးပညာညံမမီလို့မှီတဲ့ခါကျရင်လည်းမှီတယ်လို့ကျွန်တော်စူးစမ်းပြီးတော့လုပ်ကြည့်ပါမယ်เนาะဒါလေးကတော့ကျွန်တော်လည်းပြောတာပါပြီးတော့နောက်တော့ဒီဘက်မှာကျွန်တော်တို့နီးပညာအရာအားနည်းချက်တွေရှိရင်လည်းသိခံပေးကြဖို့မြေတားရိုက်ခံပါတယ်ဟိုဒါလည်းဟိုကျွန်တော်ဒါမှဒီလိုမှမပြောဘလို့မှမပြောတတ်လို့ပါเนาะအဲ့ဒါလေးပေါ့ကျွန်တော်ဒီနေ့ပထမဆုံးသတင်းကတော့ဦးပြောင်းထောင်းပြောမှာတော့အိန္ဒိယကနေဟောဖြစ်တဲ့ဆရာတော်တစ်ပါးပေါ့နော်အိန္ဒိယပြန်လာဆရာတော်တစ်ပါးရဲ့နောက်ဆုံးရအခြေအနေလေးနဲ့ပြောပါမယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာအားလုံးတည်ပြီးခဲ့တဲ့လအားလုံးမှတ်မိပါတယ်ပြီးခဲ့တဲ့လဒီရွှေဘူမှာ PDF တွေဖမ်းလိုက်လို့ဆရာတော်ဖမ်းခံရတဲ့ဆရာတော်တစ်ပါးရှိတယ်အိန္ဒိယပြန်ဆရာတော်တစ်ပါးပေါ့အဲ့ကိစ္စနဲ့ပတ်သက်ပြီးနောက်ဆုံးရတဲ့ information ကိုပြောပါမယ်ဆိုတော့ဒီအိန္ဒိယမှာရှိတဲ့ဝင်းနှုတ်စီမြန်မာဆိုတဲ့ကျောင်းရှိတယ်ပေါ့နော်အဲ့ကျောင်းမှာကျောင်းထိုင်တဲ့ဆရာတော်ဒေါက်တာဝိသုဒ္ဓဆိုတဲ့ဆရာတော်ကပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့မှာပဲဒီရွှေဘူမြို့နယ်ကင်းပြားကြီးရွာနာမှာရှိတဲ့ကင်းပြားကြီးရွာနာမှာပဲ PDF ဒီဖမ်းတာခံလိုက်ရပါတယ်ဒီဆရာတော်ကရွှေဘူမြို့နယ်မြင်းစည်းရွာရဲ့ဇာတိသားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဆရာတော်ကအိန္ဒိယမှာကျောင်းတက်ရင်းနဲ့ကျောင်းတွေဖွင့်ပြီးတော့မြန်မာလာတဲ့လူအကုန်လုံးကူညီပေးတဲ့ဆရာတော်တစ်ပါးဖြစ်တယ်ပြောရရင်တော့အိန္ဒိယမြန်မာနိုင်ငံသာသနာပြုဆရာတော်တစ်ပါးလို့ပြောလို့ရတယ်ဒီလိုဆရာတော်တစ်ပါးကိုပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့မှာ PDF တွေကဖမ်းလိုက်ပါတယ်မြန်မာပြည်ပြောင်းနေတော့နော်ရွှေဘူမြို့နယ်ကင်းပြားကြီးရွာမှာနားမှာ PDF တွေကဖမ်းလိုက်ပါတယ်ဖမ်းတဲ့အခါဆရာတော်ကားပေါ်နေဆွဲချပြီးဖမ်းတယ်သူနဲ့သူတစ်ဖက်တကဒါရမတယောက်နဲ့တစ်ဖက်တယောက်ပါသွားတယ်အခုချိန်ထိလွတ်လာမလွတ်လာမသိရသေးဘူးเนาะပြီးတော့အဲ့ဆရာတော်ရဲ့ကျောင်းလက်ရှိရှူမှာရှိတဲ့သူ့ရဲ့ကျောင်းကို PDF တွေကိုကားလာပို့ခိုင်းတယ် PDF တွေကားလာပို့ခိုင်းတယ်အဲ့ဆရာတော်ရှိတဲ့ကျောင်းကကားတွေအဲ့ဆရာတော်ရဲ့ပတ်စံပိုင်ဆိုင်မှုတွေအကုန်လုံး PDF တွေကလာပြီးပို့ခိုင်းလို့တော့ပို့ပေးရတယ်ပို့ပေးမယ်ဆရာတော်ပြန်မလွတ်ပေးဘူးအဲ့လိုမလွတ်ပေးနေအခုဆိုနိုဝင်ဘာ9ရက်ကနေဒီနေ့ဆိုရင်ဒီဇင်ဘာ23ရက်ကိုရောက်လာပြီပြီးတော့တစ်လကျော်လာပြီနောက်ဆုံးရ information ကဘာလဲမင်းဆရာတော်ကို PDF တွေကတက်ဖြတ်လိုက်ကြပြီဆိုတဲ့သတင်းကျွန်တော်တို့စထွက်လာပါတယ်အဲ့တော့ပြောရရင်တော့ကျွန်တော်တို့ဟိုလိုပြောရရင်တော့လူကိုခွေးတက်လေခြင်းပေါ့နော်လူကိုခွေးတက်လေခြင်းခွေးမှာခွေးယူတွေခွေးရိုင်းနေအဲ့လိုလူကိုတက်တယ်လို့ဒီပဲတက်ရောက်ပါတယ်အဲ့တော့ဒီ
ဒီဆရာတော်တစ်ပါးကိုဒီလိုတပ်ဖြတ်လိုက်တယ်ဆရာတော်ကပြန်တော်မူသားရှာပြီးဆိုတဲ့တရေကထွက်ပေါ်လာပြီဖြစ်တယ်ဒါကိုသက်ဆိုင်ရာ PDF တွေကတော့တက်ရှိတင်ညာရှိသေးတယ်ဆိုရင်တော့ဆရာတော်ပြန်လွှတ်ပေးမပေးတက်ရှိတင်ညာဓာတ်ရိုက်ပြနိုင်ပြသဓာတ်ရိုက် live နဲ့ပြသနိုင်ဖို့တော့လိုတယ်မဟုတ်ရင်တော့ဆရာတော်လုံးချတက်ဖြတ်လိုက်ကြပြီဆိုတဲ့တရေကတော့အတီးဖြစ်နေပြီပေါ့နော်အဲ့တော့ဆရာတော်ရဲ့တပည့်တပန်းတွေတော့တော်တော်လေးစိတ်မကောင်းဖြစ်ကြမယ်ဒေါသထွက်ကြလိမ့်မယ်ဆိုတော့ PDF ရဲ့ဒီလောက်ရက်ကလည်းတော်တော်စိုးသွမ်းရိုင်းဆိုင်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ယူလို့ပြောအညာသားတွေအညာသားအရိုင်းဆိုင်အချို့ပေါ့နော်အညာသားရိုင်းဆိုင်အချို့အညာသားအလုံးမဆိုးလိုပါဘူးအညာသားအရိုင်းဆိုင်ကောင်အချို့ဟာဒီဆရာတော်တန်ဃာတော်တွေကိုတပ်ဖြတ်တဲ့အထိရိုင်းဆိုင်လာကြတဲ့အထိဖြစ်ခဲ့ကြတယ်ဒီနေ့နိုင်ငံရေးခင်းချင်းမှာပေါ့နော်ဆိုတော့ခင်ဗျားတို့ပြည်သူလူထုအနေနဲ့စဉ်းစားကြရတစ်ခုရှိတာပေါ့နော်တစ်ချိန်လုံးကအညာသားတွေကကျွန်တော်အညာဒေသပြောပါအညာသားတွေကရဟန်းတန်ဃာတွေပေါ်မှာတအားလေးစားတမိုးထားတဲ့လူတွေဖြစ်တယ်တကယ်ကိုလည်းလေးစားတမိုးထားတယ်ပေါ့နော်လေးစားတမိုးထားတယ်အဲ့အညာဒေသပဲတကယ်ဒိဋ္ဌိကြီးဆရာတော်တန်ဃာတော်ကြီးထွက်ကြတာဆိုတော့အရန်လေးစားတမိုးထားကြတယ်ပေါ့ဗျာဘုန်းကြီးရဟန်းတန်ဃာတွေကိုဒါပေမဲ့ဒီလိုမျိုးရဟန်းတန်ဃာတွေရဲ့အပေါ်မှာလေးစားတမိုးထားမှုရှိတဲ့အညာသားတွေရဲ့ဒီစိတ်แท้ကိုဒီလိုမျိုးရိုင်းဆိုင်တဲ့စိတ်တွေဝင်လာစေတာကဘသူကလုပ်တာလဲအဲ့လိုအယောင်တွေဝင်သွားစေတာဘသူလုပ်တာလဲဘယ်လိုလူတွေကရိုက်ထည့်လိုက်တာလဲပေါ့တချို့ကပြောမယ်စစ်တပ်ကအာဏာသိမ်းမှတော့လို့တချို့ကသုံးလိမ့်မယ်ဆိုင်လို့လားပေါ့စစ်တပ်ကအဲ့လိုလုပ်တာနဲ့ရဟန်းတန်ဃာတွေနဲ့ဘာဆိုင်လို့လဲပေါ့အမေကုန်းနေဘာမှမဆိုင်ပါဘူးအဲ့တော့ဒီလူတွေရဲ့ရင်ထဲမှာဒီလိုရဟန်းတန်ဃာတွေလည်းတတ်ရမဖြတ်မယ်ဆိုတဲ့ဒီရိုင်းဆိုင်တဲ့စိတ်ဝင်သွားရခြင်းအကြောင်းရဲ့တရခန့်ဟာနိုင်ငံရေးသမားနီးပိန်းနိုင်ငံရေးသမားတွေနဲ့ KIA Christian KIA ကောင်တွေရဲ့လက်ချက်တွေပဲဖြစ်တယ်အဲ့တော့အညာသားတွေကအဲ့ဒီလူတွေရဲ့လိန်လေချင်းကိုခံထားပြီးတော့အဲ့လူတွေရဲ့ဟိုထဲမှာအလိန်လေထားတဲ့တန်တရားဟိုထဲမှာဝဲကစ်ထဲမှာလဲပြီးတော့ရဟန်းတန်ဃာတွေလေးစားရမယ်အစားတပ်ဖြတ်တဲ့အထိဖြစ်ကုန်တဲ့အထိဖြစ်ကုန်တယ်ပေါ့နော်ဒါတွေဖြစ်ကုန်တယ်အဲ့တော့စာမတက်ပိမတက်အချို့တွေလည်းဖြစ်တာလည်းပါပါတယ်ဒါကြောင့်လည်းပါပါတယ်အဲ့တော့တပ်ဖြတ်လိုက်တဲ့တော့ဆရာတော်တစ်ပါးကျွန်တော်မူသွားရှာပါတယ်ရခင်ကလည်းဆရာတော်တန်ဃာတော်တွေအညာသားတွေတတ်သလားမင်းတတ်ပါတယ်စကိုင်းဘက်မှာဒီတနိုင်ငံလုံးပြန်လို့မူသွားရှာတဲ့ဆရာတော်အပားရာနဲ့ချီရှိပါတယ်ဒီ PDF တွေတပ်ဖြတ်မှုကြောင့်ပြန်လို့မူသွားဆရာတော်ပြန်လို့မူသွားရှာတဲ့ဆရာတော်တန်ဃာတော်အပား100ကျော်ရှိပါတယ်အဲ့ဒီထက်မှာစကိုင်းမှာ60ရာခိုင်နှုန်းချက်မနေစကိုင်းမှာဖြစ်ခဲ့ပါတယ်ဆိုတော့အညာသားတွေကတော်တော်လေးကိုအဲ့လောက်ဖြစ်သွားတယ်ဆိုတွေ့ရတယ်တော်တော်ဟိုစိတ်မကောင်းစရာပါနော်အဲ့တော့နိုင်ငံတော်အနေနဲ့လည်းဒီလိုမျိုးကိစ္စတွေမှာရအောင်သေးချာဖော်ထုတ်ပြီးတော့ဒီကောင်တွေကိုထိရောက်တဲ့အရေးမှုတွေတံပြန်ထိရောက်တဲ့ပြည်ထန်ပေးမှုတွေလုပ်ဖို့တော့လိုတယ်ဗျမဟုတ်ရင်ကျွန်တော်တိုင်းပြည်ကတိတ်ပြီးတော့ရင်သားဖို့ကောင်းတယ်ဒီလက်ရှိအိတ်ဆရာတော်အနေနဲ့လည်းဒါပြန်တော်မူသွားရှာပြီးလို့တရင်ရထွက်ပေါ်လာတဲ့အတွက်ကျွန်တော်တို့မှမပြရတယ်စုံစမ်းမေးမြန်းရေးလုပ်ရပါတယ်အဲ့တော့သက်ဆိုင်ရာသူနဲ့နှိစက်တဲ့ဆရာတော်တန်ခါတော်တွေရဲ့ပြောကြားချက်တွေအရဆိုရင်တော့ဒီနေ့အထိသူတို့ဆက်သွယ်နေတယ်ဘဲမှာဘလို့မှဆက်သွယ်လို့မရအစနာလည်းမရတော့ဘူးတဲ့ပြီးတော့ဆရာတော်ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလာပြီးသူတို့ယူသိမ့်သွားတယ်မှားသွားတယ်ပြီးတော့ဘာမှဆက်သွယ်မလုပ်ဘူးဆရာတော်နဲ့ပတ်သက်လို့လည်းဘာသတင်းမှမကြားဘူးအဲ့တော့သူတို့စိတ်ပူတယ်တချို့ကတော့ပြန်တော်မူသွားပြီလို့တပ်ဖြတ်မှုကြောင့်ပြန်တော်မူသွားပြီလို့သတင်းတွေကြားနေရတယ်အတပီကခက်နေတယ်ဖြစ်နိုင်ရင်တော့ပြန်လွှတ်ပေးသေးခြင်းနဲ့မရဘူးဆိုလို့ရှိရင်လည်းအလောင်းရရင်လည်းအလောင်းပေါ့ဗျာပွင့်လည်းပြန်အဲ့လိုပြန်တောင်းတဲ့အထိဖြစ်လာတယ်ပေါ့နော်ဆရာတော်ရဲ့ယုတ်ကလလေးပြန်ရရင်လည်းရပေါ့ပြန်တောင်းတယ်ဖြစ်လာတယ်ဒါပေမဲ့ယုတ်ကလတော့ပြန်ရခြင်းနဲ့ရခြင်းမှာရတော့မယ်အထိဖြစ်သွားတယ်လို့ကြားပါတယ်ဒါကတော့ကြားတဲ့သတင်းမှာစိတ်မကောင်းလည်းဖြစ်ရတယ်အဲ့တော့ဟိုဒီလိုမျိုးအရိုင်းဆိုင်ကောင်တွေကိုနော် PDF အရိုင်းဆိုင်ကောင်တွေကိုမြေလံပြီးရှင်းဖို့တော့လိုပါတယ်နော်မြေလံရှင်းဖို့တော့လိုတယ်ဒါလေးကကျွန်တော်ကြုံကြိုက်လို့ထည့်ပြတာပေါ့နော်ဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကတော့ဒီလိုပဲ PDF ပတ်သက်ပြီးနောက်ထပ်သတင်းတစ်ခုပါဒါကတော့ကျွန်တော်ဒီနေ့တက်မတော်နဲ့ဆက်ပတ်သက်တဲ့Telegram channel တွေသူတို့အဖွဲ့တော်များတင်ထားတဲ့အားလေးတွေစိတ်ဝင်စားဖို့ကောင်းတဲ့ဓာတ်ပုံလေးတစ်ပုံဓာတ်ပုံလေးနဲ့အချို့နဲ့ကျွန်တော်ပြချင်တယ် PDF တွေနဲ့ပတ်သက်တာပါဒီပုံလေးပါဒီပုံလေးဆိုတာအခြားမဟုတ်ပါဘူးဒါ PDF ညီငယ်လေးတာပါသူထိုင်နေတဲ့ပုံလေးကိုတခြားကြည့်ကြည့်ပါထိုင်နေတဲ့ပုံလေးကြည့်ကြည့်ရင်တွေ့ရမယ်ဆိုတော့သူထိုင်နေတဲ့ပုံလေးကိုကျွန်တော်ကြည့်တယ်နောက်တစ်ခါဒုတိယပုံမှာကျတော့တက်မတော်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေတက်ဒေသတာဝန်ရှိသူတွေသူဒီချာရေးစကားပြောနေပုံစံလေးကငင်းငိုင်ငူငိုင်လေးဖြစ်နေတာတော့တွေ့ရတယ်ပုံမှန်ချီနေမဟုတ်ဘူး normal ပုံမှန်ချီနေမဟုတ်ဘူးအစားတောက်လဲဝေါ်ဝါလင်စားထားတဲ့ပုံမပေါ်ဘူးမျက်နှာရဲ့အမူအရာအချင်းကြီးကအသက်အရွယ်အဖြစ်လဲကျွန်တော်ထင်တယ်20အောက်ပဲရှိဦးမယ်လူရဲ့မျက်နှာပုံစံကြီးအသက်20အောက်ပဲရှိဦးမယ်အဲ့တော့ तू ကဘယ်ရလဲဆိုတော့စင်ကူးမြို့နယ်ညောင်ဝန်းကြီးရွာနာမှာတိုက်ပွဲဖြစ်နေတက်မတော်ဖန်စီရမိခဲ့တဲ့ PDF ကလေးဖြစ်တယ် PDF ညီငယ်လေးဖြစ်တယ်ဆိုတော့စင်ကူးမြို့နယ်ညောင်ဝန်းကြီးရွာနာမှာ PDF နဲ့မန္တလေး PDF နဲ့တက်မတော်တိုက်ပွဲဖြစ်တယ်အဲ့ညောင်ဝန်းကြီးရွာနာတော့မှရှိတဲ့ PDF scan တွေကိုတက်မတော်ရှင်းလင်းနိုင်ခဲ့တယ်အဲ့ဒီမှာကျန်ပန် PDF အဲ့ညီငယ်တယောက်ကတော့အဲ့လိုကြံခဲ့တယ်ပြီးတဲ့ညီငယ်တယောက်ကကြံခဲ့တယ်ဖန်စီရမိသွားတယ်ပေါ့လေသူမှပြစ်စရာလက်နဲ့လည်းမရှိကြည်တယ်လည်းမရှိအဲ့တိုင်လေးဝေးုံဝတ်စုံနေတယ်ငိုငင်းငိုင်လေးကြံခဲ့တယ်ကြံခဲ့တော့ကျန်တဲ့ပြီးတဲ့သူ့ကိုဒါထားခဲ့ပြီးထွက်ပြေးသွားတယ်ထင်ပါတယ်သူတော်တော်ကြံခဲ့တဲ့ပုံပေါ်တယ်လဲလဲနဲ့အဲ့တော့သူ့ကိုတပ်မတော်သားတွေကပြစ်တက်လာစောက်ရှောက်လာလို့မိကြည့်တကယ်ပွင့်လည်းပြသွားကြည့်ပါစောက်ရှောက်လိုက်ပါတယ်တခြားစောက်ရှောက်ထားပါတယ်စောက်ရှောက်ပြီးတော့ဒီကလေးကိုဘာပြောပြလဲဆိုတော့မေးတဲ့ခါကျတော့အဲ့ကလေးကဘာပြောလဲဆိုတော့အဲ့ကောင်လေးကိုမေးတဲ့ခါကျတော့သူကပြောလဲဆိုတော့သူဒဏ်လည်းနဲ့ရတယ်သူကပြောဆိုတော့အမေအိမ်ပြန်ကျင်တယ်အဲ့ပြီးတဲ့ကောင်လေးပြောတယ်အမေအိမ်ကိုပြန်ကျင်တယ်အဲ့လိုပြောတယ်ဆိုတော့ကျွန်တော်စိတ်ထဲမကောင်းပါဘူး
ဒီလိုမျိုး PDF တွေထဲမှာအမိတ်အိမ်ပြန်ကျင်တယ်ဆိုတော့အိမ်ပြန်ကျင်တယ်ဆိုတော့ညီငယ်တွေဘယ်လောက်များနေမလဲကျွန်တော်မသိနိုင်ပါဘူးကျွန်တော်လည်းမသိဘူးခင်ဗျားတို့လည်းမသိနိုင်ဘူးအဲ့တော့ရိုင်းဆိုင်ကောင်တွေရှိသလိုအိမ်ပြန်ကျင်တယ်ဆိုတော့ PDF ညီငယ်တွေလည်းရှိကြပါတယ်ကျွန်တော်တို့ PDF ဆိုတာနဲ့ရှိသမျှ PDF အကုန်လုံးအရိုင်းဆိုင်ကောင်တွေလို့သတ်မှတ်လို့မရသလို PDF ဆိုတာနဲ့အကုန်လုံးကလူရင်ကြီးလေးတွေပါလို့သတ်မှတ်လို့လည်းမရပါဘူးเนาะအခြေခံပြောရရင်အဲ့တော့ဒီညီငယ်လေးကြတော့အမိတ်အိမ်ပြန်ကျင်ပါတယ်ဆိုတော့အားလုံးအမိတ်အိမ်လွှမ်းကြတာပဲလေဘယ်လိုဖြစ်ဖြစ်ကျွန်တော်အသက်တွေကြီးလာအမိတ်အိမ်လွှမ်းကြတယ်မိသားစုအိမ်လွှမ်းကြတာအိမ်လွှမ်းကြတာအဲ့ဒီကလေးကအိမ်ပြန်ကျင်ပါတယ်ဆိုတော့ဒီကလေးနဲ့ပတ်သက်ပြီးတမတော်သားရေးတက်ဖို့နေကတော့သူ့ကိုအစာရည်သာတခြားကျွေးတယ်ပြီးစေးုံတခြားလိုက်ပို့ပြီးတော့တခြားစောက်ရှောက်ပေးပြီးတော့သူ့မိသားစုနဲ့ဆက်ဆံပတ်သက်သူဆက်သွယ်ပြီးတော့ဖြစ်လိမ့်မယ်အဲ့ဒီနားပတ်လေတော့တမတော်ထိမ့်ပြီးသွားပြီစင်ကူနာပတ်ထိမ့်ပြီးသွားပြီအဲ့တော့ဒီလိုမျိုး PDF ညီငယ်လေးအိမ်ပြန်ကျင်နေဆိုတော့ကျွန်တော်တွေးပြီးစိတ်ထဲမကောင်းဘူးပြီးတော့ PDF တွေအိမ်ပြန်ကျင်တဲ့ PDF ညီငယ်ပေါင်းများစွာဘယ်လောက်များနေမလဲကျွန်တော်တို့မသိဘူးအဲ့တော့ကျွန်တော်ဒါကြောင့်ကျွန်တော်ခဏဖိတ်ခေါ်ခဲ့တာပါညီတို့ရေပြန်လာခဲ့ကြအေးစစ်ပြန်လာကြပါကိုယ့်အိမ်ကိုမိသားစုထက်လုံခြုံတဲ့နှွေးထွေးတဲ့အိမ်မရှိပါဘူးကိုမိသားစုတဲ့ကိုကိုချစ်လန်တို့တမိုးထားတဲ့လူဆိုတာမရှိပါဘူးဒါလေးကိုသိစေချင်တာပါတချို့တွေကတုံးချတယ်PDF ကလေးတွေကငါတို့သားသမီးလေးတွေငါတို့ကလေးတွေအဲ့ငါတို့ကလေးတွေអော်နေလူကတော့နိုင်ငံခြားမှာပြည်တွင်းမှာမရှိပါဘူးအဲ့တော့ပြည်တွင်းမှာတိုက်ခိုက်တပ်ဖြတ်နေရတဲ့ PDF ညီငယ်တွေကြတော့တေတာပဲဖတ်တင်တယ်နောက်တစ်ခုကမိသားစုနဲ့ဘယ်တော့မှပြန်မဆုံးတော့တဲ့ဘဝကိုရောက်သွားတာပဲရှိတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကိုမိဘရင်ကိုယ်ထက်မိသားစုရင်ကိုယ်ထက်လုံခြုံနှွေးထွေးတဲ့ညာဘာမှမရှိဘူးဒါကြောင့် PDF ညီငယ်တွေကိုပြန်လာစေချင်တာပါဒီပုံလေးကြည့်ပြီးစိတ်ထဲမကောင်းပါဘူးကိုညီတယောက်လို့ခံစားပါတယ်ကိုတူသားနောင်မဲတယောက်လို့ခံစားပါတယ်ဆိုတော့စိတ်ထဲလည်းမကောင်းပါဘူးပြောအချိန်ကြီးကြည့်ရတော့ဒါတက်မတော်ကအဲ့ဒီနာတော့မှာထိမ့်သိမ်းထားပြီးစင်ကူမရယာတပိတ်ချင်းတကြောလုံးတက်မတော်ထိမ့်နိုင်ခဲ့ပြီအဲ့နာမှာရွာလေးတွေအစအနာတေးသေးလေးတွေကတ်ကြံမယ်အဲ့ကတ်ကြံတဲ့ဟာတရွာနယ်လောက်ပဲ PDF ကြံမယ်အဲ့ PDF တွေကလည်းတကယ်တမ်းတက်မတော်သားလာတိုက်ရထွက်ပြေးရတယ်ဆိုတာအားလုံးကျွန်တော်သိနေရတာပဲဒါမှမဟုတ်ကျွန်တော်လည်းချိန်ခါပြောနေတာပဲအခုလည်းပြေးနေကြရတာပါပဲပြေးနေကြတာဘယ်ပြေးမလို့ပြေးစရာတွေဖြေးနေရှမ်းမြောက်တက်သွားမယ်ဆိုလဲရှမ်းမြောက်ကဒီလက်နက်ကင်အုပ်စုတွေက PDF တွေကိုလက်မခံဘူးမင်းတို့ PDF ဝတ်စုံနဲ့မနေနဲ့ငါတို့ဝတ်စုံဝတ်ဆိုတာမျိုးတွေပေါ့ဥပမာဆိုကြပါစို့ဟိုပန်ဘက်မှာတွေ့ခဲ့တာဆိုလို့ရှိရင်လူတွေက PDF တွေမဟုတ်ဘူးလူတွေကဗမာရုပ်အညာသားရုပ်တွေဒါပေမဲ့ကိုကဝတ်စုံဝတ်ထားတယ်sorry ဝဝတ်စုံဝတ်ထားတယ် US ဝတ်စုံဝတ်ထားတယ်ကိုကဝတ်စုံဝတ်ထားတယ်တချို့တွေကဘာလို့ဆိုတော့ကိုကတပ်သားတွေဝတပ်သားတွေဖြစ်ကုန်တယ်သူတို့ PDF ဝတ်စုံဝတ်ခွင့်မရှိဘူးအဲ့လိုနေချင်းတော့သွားလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ PDF ဝတ်စုံနဲ့သွားပြီးနေခွင့်ပေးမှာမဟုတ်ဘူးကိုကန်တို့ပလောင်တို့ဝတို့ပေးမှာမဟုတ်ဘူးအဲ့တော့သူတို့ဘယ်ပြေးရမှမသိဖြစ်မယ်အညာဒေသပြန်ပြေးလေတက်မတော်တဖြည်းဖြည်းနေမီတစ်ခုခုချင်းမုန်းလာရင်သူတို့သေးကြအောင်မယ်အဲ့တော့ကျွန်တော်တို့တခါတည်းကျရင်စိတ်ထဲမကောင်းပါဘူးဒါကြောင့်ဒီညီငယ်ဓာတ်ပုံလေးကိုကြည်ရင်ရောနောက်ကအမေအိမ်ပြန်ကျင်ပါတယ်ဆိုတော့ PDF ညီငယ်လေးတယောက်ရဲ့စကားနဲ့အတူအခြားသော PDF ညီငယ်ပေါင်းများစွာလဲအမေအိမ်ပြန်ကျင်ကြလိမ့်မယ်မိသားစုအိမ်ပြန်ကျင်ကြလိမ့်မယ်မိသားစုအိမ်ပြန်ကျင်ကြတဲ့ညီငယ်တွေအနေနဲ့ရေရဲဝုန်းပေါ့ပြန်လာခဲ့ကြပါဒီဘယ်လိုခေါ်မလဲစိုးကြော့တန်တရားကြီးရဲ့ရုံထွက်ကြပါဒါမှပဲအသက်ရှင်မယ်မိသားစုတွေပြောရှင်နေရပါလိမ့်မယ်ဒါကတော့ PDF ညီငယ်တွေနဲ့ပတ်သက်ပြောတဲ့စကားပါတကယ်ရင်ရွှဲရစကားပါခင်ဗျားတို့ကျွန်တော်ရိုးလေးပဲရင်ရွှဲပြောတဲ့စကားပါကျွန်တော်မျက်နှာကိုကြည့်ပါကျွန်တော်ရင်ရွှဲပြောနေတဲ့စကားပါဒါကျွန်တော်ဘယ်လို့မှကျွန်တော်ဘာဖြစ်လို့မရတဲ့စိတ်ထဲမှာမကောင်းတဲ့ကိစ္စပါတော့ညီငယ်တွေပြန်လာကြပါမိသားစုရင်ဝင်ပြန်ကြပါဒါပဲပြောချင်ပါထပ်ခါပြောရင်တော့မိသားစုရင်ဝင်ပဲပြန်လာကြပါထပ်ပြီးတော့ဒီစိုးကြော့တန်တရားတွေမှာဆက်မနေကြပါနဲ့တော့ဒါပါပဲဒါလေးတော့ကျွန်တော်ကြုံကြိုက်လို့ပြောတာပေါ့နော်ဆိုတော့ရွှေဘူ sorry ဒီစင်ကူးညောင်တန်းညောင်ဝန်းရွာတစ်ဝိုက်ကတော့ဒါတက်မလို့ထိန်းသိမ်းနိုင်ခဲ့ပြီဆိုတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးတစ်ခုပါအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီသတင်းတစ်ခုပါပေါ့နော်ဟို PDF ကိစ္စပဲနောက်ထပ်တစ်ခုကဘာလို့ဆိုရေဖြူဘက်မှာဖြစ်တဲ့ကိစ္စ PDF တွေကရေဖြူဘက်မှာရှိတယ်ရေဖြူမျိုးကို PDF တွေတက်ပြီးတော့ဝင်စီးပါတယ်မနေ့ကဝင်စီးပါတယ်စီးပြီးတော့အဲ့မှာရှိတဲ့ဟွာတွေကိုလုံးဖျက်ဆီးသွားပါတယ်ခြေကန်ဆောက်အောင်နော်ဒီမှာ12ရက်မနေ့ကတော့ဒီတနင်္လာနေ့ကရေဖြူနဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ဌာနဆိုင်ရာအဆောက်အုံတွေပေါ့နော်ဘာတွေပါလဲလို့မေးရင်တော့အများကြီးပဲရဲစခန်းပါမယ်နော်ရဲစခန်းတွေလည်းပါတယ်ပေါ့ဗျာဒီရုံးတွေဌာနဆိုင်ရာအဖွဲ့တွေပေါ့ရုံးတွေအကုန်ပြန်ပြီးပါပါတယ်12ရက်နေ့က PDF တွေဖွဲ့တွေအုံနေချင်းနဲ့ဝင်ချလာတယ်တဲ့ဒီမှာ12ရက်နေ့မနေ့9နာရီ10နာရီလောက်ကပေါ့နော်အဲရေဖြူနောက်ဘက်ခြမ်းမှာရှိတဲ့မြို့မရဲစခန်းနဲ့ခေါင်းဆောင်တွေကိုအင်အားစစ်စစ်အဖွဲ့ KNU နဲ့ PDF အဖွဲ့တွေကနေပြောက်ဘက်ခြမ်းဝင်လာပြီးတိုက်ပွဲဖြစ်တယ်လက်ကြီးလက်ငယ်ဖြစ်တယ်ပြီးတော့မြို့တောင်ဘက်ခြမ်းမှာရှိတဲ့တရားလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်းစစ်ကူမလာနိုင်အောင်ဖြတ်တောက်တိုက်ခိုက်တယ်ပြီးတော့မြို့မရဲစခန်းတင်ဘက်ကိုကြိုးစားတယ်နောက်တစ်ခါရေဖြူနောက်ဘက်မှာရှိတဲ့အဆောက်အဦတွေစော်ဌာနဆိုင်အဆောက်အဦတွေပေါ့ဘာတွေပါလဲဆိုတော့ထွေအုပ်ရုံးတတော်ရုံးစုပေါင်းရုံးပြည်သူစေးရုံဘဏ်ဝန်ထမ်းအိမ်ယာအစရှိတဲ့အဲ့ဒါတွေကိုလုံးမီးရှို့သွားတယ်အကုန်မီးရှို့အဲ့မီးရှို့ရတဲ့ဗီဒီယိုတွေတက်လာပါတယ်အခုဆိုသူတို့ပြည်ပြင်းမီဒီယာတွေမှာအများပြတက်နေပါတယ်ဆိုတော့ဟိုမီးရှို့ပြီးတော့ရေဖြူဆိုတာမြို့ကတိတိလေးပါမြို့တိတိလေးမှာရှိတဲ့ဟိုဌာနဆိုင်ရာရုံးတွေကိုဝင်ပြီးတော့မီးရှို့ပြီးတော့ပြန်ထွက်သွားတယ်ဆိုတော့သူတို့ဘာရသွားလဲပေါ့သူတို့ဘာရသွားလဲပေါ့ဆိုတော့အဲ့လိုတက်ပြီးမီးရှို့ပြီးတော့မြို့ပေါ်တက်ပြီးတော့နိုင်ငံပိုင်အဆောက်အဦတွေပြည်သူပိုင်အဆောက်အဦတွေကိုမီးရှို့ပြီးပြန်သွားတာကိုသူတို့ကအောင်ပွဲရပြီးပြန်သွားတယ်လို့ထင်နေတယ်တကယ်နိုင်ငံတော်ပစ္စည်းတွေဆုံးရှုံးသွားတာသူတို့ရဲ့ပစ္စည်းတွေလည်းဆုံးရှုံးသွားတာသူတို့လည်းပိုင်တယ်ဒီပစ္စည်းတွေ
ဒါပေမဲ့သူတို့ပစ္စည်းတွေကိုလည်းဆုံးရှုံးတယ်လို့ခေါ်တယ်ဗျသူတို့အဲ့ဒါကိုတွေးမိကြတဲ့ပုံမပေါ်ဘူးဒီနိုင်ငံမှာစာအုပ်တွေကိုဖျက်ဆီးတာပြည်သူ့ပစ္စည်းတွေကိုဖျက်ဆီးတာကိုယ်တိုင်ကိုယ့်ရဲ့ပတ်စံကိုကိုယ်တိုင်မီးရှို့ဖျက်ဆီးနေအတူတူပဲဆိုတော့သူတို့မေ့နေပုံရတယ်အဲ့ဒါကျွန်တော်တို့ပြည်သူတူတယောက်ချင်းစီအားလုံးရဲ့ဒီအခွန်အခတွေကနေရပြီးအခွန်အခတွေကနေပြီးတော့ဒီအစာအုပ်တွေဖြစ်လာတာလမ်းနေထားတွေဖြစ်လာတာအဲ့ဒါကိုကျွန်တော်တို့မေ့နေကြတယ်အဲ့ဒီလူတွေမေ့နေကြတယ်အဲ့တော့သူတို့လောက်တတ်တာဗာလဲဖျက်ဆီးရေးရလွယ်ပြီးတီဆောင်းရေးမလုပ်တော့ဘူးဆိုတော့တီဆောင်းရေးမလုပ်တဲ့ကဖျက်ဆီးရေးပဲလိုက်လို့ပြီးတော့သူတို့တော်လန်ရေးလို့ခေါ်တယ်ဒါပေမဲ့သူတို့တော်လန်ရေးလို့တတ်ထားတဲ့ခေါင်းစဉ်ကဟိုဖျက်ဆီးရေးတွေကြီးပဲအစာအုပ်တွေလိုက်ဖြစ်တယ်နိုင်ငံပိုင်အစာအုပ်တွေဖြစ်တယ်အများပြည်သူတွေအစာအုပ်တွေဖြစ်တယ်ဒါတွေလိုက်ဖြစ်တာသူတို့တော်လိုင်းကြီးလို့ခေါင်းစဉ်တက်တယ်မှန်သလားဗျာခင်ဗျားတို့စဉ်းစားကြည့်စမ်းပါပြည်သူလူထုအနေနဲ့စဉ်းစားပါအဲ့တော့တော်တော်လေးတော့စိတ်မကောင်းစရာပဲအဲ့တော့စာအုပ်တွေဖြတ်ပြီးတော့ဘာဖြစ်လဲသူတို့အဲ့မြို့သူတို့နိုင်ရသွားတာဆိုတော့မြို့လည်းမရပြန်မြို့လည်းမရဘူးမြို့တိုင်းထွက်ပြီးသွားတယ်ဝင်လာတယ်မီးတွေရှို့တယ်ကုန်ရှို့အားကိုနိုင်နေဖုန်းဟိုပြစ်တီပြရှောက်ပြစ်တယ်ပြစ်လည်းပြီးတော့စာအုပ်တွေကိုမီးတွေရှို့ခဲ့တယ်ပြီးရင်ပြန်ထွက်ပြီးသွားတယ်စစ်ကြောင်းလည်းလိုက်လာထွက်ပြီးကုန်အဲ့တော်လိုင်းကြီးတယ်အဲ့လိုပုံစံနဲ့သူတို့အစိုးရဖြစ်မယ်လို့သူတို့ကသူထင်နေရလားမသိအဖြစ်မောင်သမားတွေဖြစ်တာအကြမ်းဖက်သမားတွေဖြစ်ကုန်တော့သူတို့မစဉ်းစားကြဘူးဗျ။ကျွန်တော်တို့တော်တော်စဉ်းစားမရဘူးဒီလူတွေရဲ့အုံတော်တွေထဲမှာသွားအုံတော်တွေထဲမှာပုံမှန်ချင်းနေမဟုတ်တော့တဲ့အနေထားမျိုးရောက်နေတော့သွားတွေ့ရတယ်။ဆိုတော့ဖြက်စီးရေးသမားတော့ဖြက်စီးရေးပဲလုပ်တော့ဗျာကျွန်တော်တို့တီဆောက်ရေးသမားတွေကတော့ပုံလည်းပြောရင်ဒီဖြက်စီးတီဆောက်ထားတဲ့အရာတွေပျက်စီးသွားတော့ကြည့်ပြီးစိတ်ထဲမကောင်းဖြစ်ရတယ်။ဖြစ်နေမကောင်းဖြစ်ရပါတော့။ဒါကရေးပြူမှာဒါမနေ့ကဖြစ်သွားတဲ့ကိစ္စလေးဒီနေ့ထည့်ပြောတာ။အဲ့တော့ပြည်သူလူထုအနေနဲ့လည်းဒီလိုမျိုးဖြက်စီးရေးသမားတွေကိုတိုင်းပြည်ရဲ့ဘန်နာတွေဖြက်စီးတယ်ပြည်သူလူထုရဲ့အပိုင်ဆိုင်မှုတွေဖြက်စီးတဲ့လူတွေကိုမှခင်ဗျားတို့ကတမက်ကိုတခိုးထင်နေသေးအဲ့ဆိုတခိုးတမက်လို့ထင်နေသေးရင်တော့ခင်ဗျားတို့ဘောပြစ်လိမ့်မယ်တခိုးကတခိုးပဲတမက်ကတမက်မတူဘူးဗျခင်ဗျားတို့ဘာဖြစ်နေလဲဆိုတော့ဟိုအစိတ်ပေကိုပန်းသီးလို့ထင်ပြီးပန်းမင်လို့ထင်ပြီးပန်းသီးမင်လို့ထင်ပြီးရေလောင်းနေကြတယ်အစိတ်ပေကိုရေလောင်းရင်တော့ထွက်လာမှအစိတ်သီးပဲစားရလိမ့်မယ်တေတော့မှခင်ဗျားတို့ကငါတို့ပန်းသီးချင်လို့ရေလောင်းမိတာပါလို့မပြောပါနဲ့အစိတ်ပေရေလောင်းလို့ပန်းသီးဖြစ်မလာပါဘူးနော်ဒီကြတော့ပန်းသီးမစားပါဘူးအစိတ်ပေရေလောင်းပြီးပန်းသီးစားရတယ်ဆိုတော့မှားနေပါလိမ့်မယ်အဲ့တော့ခင်ဗျားတို့လောင်းနေတာအစိတ်ပင်လားပန်းသီးစိတ်ပင်လားပန်းသီးစားခြင်းလို့အစိတ်ပန်းသီးပင်လားဆိုတော့ခင်ဗျားတို့သိကြဖို့လိုပြီလို့ကျွန်တော်မြင်နေဗျဒါလေးကကျွန်တော်ပြည်သူလူထုပြောတာပါနော်ဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကဒီလိုမျိုးဆက်နေတာတစ်ခုပေါ့နော်ဒီနေ့လည်းမုံရွာဘက်မှာ gyrocopter ပြက်ကြတယ်ဆိုတဲ့သတင်းလေးဒီနေ့ထွက်လာတယ်ဗျအဲ့ဒါလေးလေးစိတ်ဝင်စားဖို့တော့ကောင်းတယ် gyrocopter ပေါ့နော်ဒါကတော့ကျွန်တော်သတင်းဖြစ်နေပြောရမယ်နည်းနည်းပဲထည့်ပြောတာပါဟိုဒီနေ့မုံရွာဘက်မှာပေါ့နော်gyrocopter ဆိုတာကလည်းအားလုံးသိတဲ့အတိုင်းမှာဟောပါဗျာဟိုဒီတိုက်ပွဲတွေမှာလေ့ကျင့်ရေးမှာတိုက်ပွဲတွေမှာသုံးတဲ့ဟာလေးပဲပါပါတယ် gyrocopter ဒီမုံရွာခြေစိုက်ပေါ့နော်မုံရွာခြေစိုက်တိုင်းစစ်ဌာနချုပ်တွေကနေ gyrocopter 3စီးစမ်းသပ်တယ်လို့ကြားတယ်ဒါမုံရွာ revolution ဆိုတဲ့သူတို့အဖွဲ့တင်ထားတာသူတို့လည်းကြက်ဓာတ်ပုံတွေပဲထွက်လာတာတွေ့ရတယ်ဆိုတော့ဖြစ်လက်ဖြစ်နိုင်ရည်လည်းရှိလာဆိုတော့ဖြစ်မယ်ထင်တာပဲပေါ့ဗျာဒါပြောရခက်တယ်ပျက်စီးဒါဟိုမတော်တဆဖြစ်နေတာဟုတ်ဗျာနော်ဟိုဖြစ်နေတာအဲ့တော့ gyrocopter ပြန်တန်းရင်းနဲ့ Mixler shuttle လေတပ်ကနေပြီးတော့ရောက်ရှိလာတဲ့3စီးပေါ့နော်အဲ့ဒါကိုမုံရွာနောက်မြို့တိုင်းစစ်ဌာနချုပ်ရောက်လာတဲ့3စီးဒီနေ့17ရက်နေ့ညနေပိုင်းမှာတဲ့ပြန်တန်းရင်းနဲ့ပြက်ကျသွားတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်အတီတော့ပြုလို့မရသေးဘူးပေါ့နော်ဒါကတော့ဒီမပြုအစိုးရဘက်ကတော့ဒီပြုမှာတော့မဟုတ်ပါဘူးအဲ့တော့ပြက်ကြတော့မောင်းနေသူတွေလည်းထိခိုက်တယ်ရရှိတယ်သေဆုံးတယ်ရှိတယ်လို့ကြားပါတယ်အဲ့တော့ဒါဖြစ်တတ်ပါတယ်ဒါတော့မှတော်သေးတာပေါ့ဗျာသူတို့ပြစ်ချရလို့မပြောတာကံကောင်းကျွန်တော်တို့စီမှာရှိရတဲ့အတိုင်းသိရတဲ့အတိုင်းပဲ PDF တွေကတပ်မတော်ရဲ့ရဟရင်လေးနေတစ်ခုခုများဆက်ချိုးရလို့တစ်ခုခုဖြစ်နေတော့သူတို့ပြစ်ချတယ်ကြီးပဲပြောတာဆိုတော့ဖြစ်တတ်ပါတယ်စက်ပစ္စည်းက gyrocopter တွေဘာလို့ကဖြစ်တတ်ပါတယ်သူကဟိုစက်ပစ္စည်းဖြစ်တဲ့ခါကျတော့ပြန်တန်းနေ error ဖြစ်တာမဖြစ်ဘူးလို့ပြောနိုင်ဘူးကားမောင်းရင်လည်းကား error ဖြစ်တာလေရင်လည်း error ဖြစ်တာသင်္ဘောတွေ error ဖြစ်တာ cycle error ဖြစ်တာဒါမျိုးတွေကဖြစ်တတ်တဲ့ဟာတွေပါเนาะအဲ့တော့ဟိုဖြစ်တဲ့သဘောဒီနေ့ဒါလေးဒီသတင်းလေးထွက်တယ်ဆိုတာလေးတော့ကျွန်တော်တို့ထည့်ပြောတော့ဗောနော်အဲ့တော့ကျွန်တော်တို့တော့အများကြီးဒီပြုမပြုလို့ပါဘူးအစိုးရလည်းဘာမှမပြောတဲ့အတွက်ကျွန်တော်တို့လည်းဒါဟုတ်ပါတယ်မဟုတ်ဘူးလို့ဒီမပြုချင်ပါဘူးဒါမဲ့သတင်းကတော့ထွက်လာတယ်လို့ကျွန်တော်တို့ပြပြချင်တာပါနော်နောက်တစ်ခုကကျွန်တော်တို့ KIA ကိစ္စရဲ့တရုတ်ကိစ္စရဲ့ကျွန်တော်ဒီပြောရမှာတရုတ်ကိစ္စအချမ်းမဟုတ်ပါဘူးတရုတ်ကိစ္စကနော်တရုတ်ကပြည်သူ့လုံခြုံရေးဝန်ကြီးဌာနပေါ့နော်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့လက်ထောက်ဝန်ကြီးပေါ့နော်လက်ထောက်ဝန်ကြီးပေါ့သူပြည်သူ့လုံခြုံရေးဌာနရဲ့လက်ထောက်ဝန်ကြီးမစ္စတာလီယိုကျုံးကြီးပေါ့လီယိုကျုံးကြီးနဲ့သူ့ရဲ့အဖွဲ့ဝင်တွေကမနေ့ကနော်ပြည်ထောင်ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်တို့အဖွဲ့ကိုလာတွေ့သွားပါတယ်နော်ပြည်ထောင်ဝန်ကြီးရဲ့ပြည်ထောင်ဝန်ကြီးဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ထွန်းထွန်းအောင်ရဲ့နောက်ဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ရဲ့တွေ့ရတယ်ဗိုလ်ချုပ်အောင်ကျော်ကျော်ကိုအစည်းအဝေးထဲမှာတွေ့ရတဲ့အတွက်ဒါ AC ဖြစ်သွားပြီလို့ safe ဖြစ်သွားပြီလို့ပြောလို့ရအောင်နော်ဘာလို့သူနဲ့ပတ်သက်ထွက်ခဲ့တဲ့သတင်းတွေအကုန်လုံးနဲ့ပတ်သက်ရင်အရေးမကြီးတော့ဘူးဆိုပုံစံသွားတွေ့ရဓာတ်ပုံမြင်လိုက်ကြတဲ့အော်ဒါဆိုတော့ဒါဗိုလ်ချုပ်အောင်ကျော်ကျော် AC ပဲလို့ကျွန်တော်မြင်လိုက်ပြီပေါ့နော်ဒါတစ်ချက်ပေါ့ဆိုတော့ဒီဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုလာပြီးတော့တွေ့တဲ့ဒီပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့လက်ထောက်ဝန်ကြီးမစ္စတာလီယိုကျုံးကြီးကမြောက်ရီကိုလည်းကူတာကျွန်တော်ထင်ဒီနေ့ရောက်တော့ရောက်ပြီလားမသိဘူးမြောက်ရီလည်းဆက်သွားမယ်လို့ပြောတယ်မြောက်ရီပဲရှိကြားဖြန့်မြေပြင်ခြေတွေသူကလည်းသွားကြည့်မယ်ပေါ့ဗျာတော်ကြည့်ပေါ့တပ်မတော်ကနေမြေရှင်းလင်းရေးလုပ်နေတဲ့ကြားဖြန့်တဲ့ပတ်သက်ရှင်းတဲ့နေရာတွေကိုလီယိုကျုံးကြီးကသူကလည်းသွားကြည့်မယ်လို့
သတင်းတွေကြားရတယ်ပေါ့နော်သူကိုယ်တိုင်အဲ့လိုကြည့်ပဲလို့ကျွန်တော်သတင်းကြားတယ်တွားကြည့်ရောက်လို့ပြီလားမသိဘူးပေါ့နော်ဆိုတော့သူတို့တွားတဲ့နေရာမှာလျိုကျုံးကြီးနဲ့ဟိုကနေကမြန်မာအစိုးရဒီပြည်ထောင်ဝင်ကြီးနဲ့စကားပြောကြတဲ့အခါမှာပါလာတဲ့ information ချို့ရှိတယ်အဓိကတော့ online scam ပေါ့နော်ကြားဖြန့် online scamming ပေါ့ online scam လုပ်တဲ့ဟာဒီဒါနဲ့ပတ်သက်ပြီးတော့နှစ်နိုင်ငံပေါင်းဆက်နှိမ်နှင်းဖို့ညှိနှိုင်းဆောင်ရွက်ဖို့ဒါတွေပြောတယ်ဒါပေမဲ့အဲ့ဒီမှာဒီဒေသတွင်းနိုင်ငံတွေပဲပေါင်းဆက်ညှိနှိုင်းလုပ်ကြရမယ်လို့ပြောတာဒေသတွင်းနိုင်ငံတွေပဲအခြားနိုင်ငံတစ်ခုပြည်ပနိုင်ငံတစ်ခုခုဝင်ရောက်ဆွတ်ဖက်မှုလက်မခံဖို့ online လိမ်မှုလောင်းကစားတိုက်ဖျက်ရေးဘိုးကော်မတီရဲ့လုပ်ငန်းစဉ်နဲ့ကိုတရုတ်နိုင်ငံတွေထောက်ခံကြောင်းနဲ့ပူးပေါင်းပါဝင်ပြီးတော့အရှိန်အဟုန်မြင့်အကောင့်တွေပေါ်ပူးတွဲလုပ်ကြမယ်ဆိုတော့ပြောတာပြောရတော့ဗျာဒီကြားဖြတ်နေတဲ့ပတ်သက်ရင်မြန်မာရဲ့ထိုင်းရဲ့လာအိုကမ္ဘောဒီးယားဗီယက်နမ်စတဲ့ဒီဒေသတွင်းနိုင်ငံတွေတရုတ်ရဲ့အားလုံးတို့ပဲပေါင်းရှင်းကြမယ်ကွာဟိုအပြင်ကောင်မဝင်စီနဲ့ပြည်ပနိုင်ငံတစ်ခုမဝင်စီနဲ့ပေါ့ဒီလိုပုံပြောတာဆိုလိုတာကတော့ဗျာပြည်ပနိုင်ငံတစ်ခုဆိုတာကတော့အမေရိကန်နိုင်ငံပေါ့ဗျာလူရင်းပြောရရင်တော့အမေရိကန်နိုင်ငံဝင်မလာစီနဲ့ဒါငါတို့ပဲရှင်းကြမယ်ကြိတ်ရှင်းကြမယ်ငါတို့ပဲရှင်းကြမယ်ဆိုတဲ့သဘောမျိုးလာပြီးလက်ဝါးချင်းလာကြိုက်တာပေါ့နော်ဆိုတော့လျိုကျိုးကြီးတို့အုပ်စုတရုတ်လျိုကျိုးကြီးတို့အုပ်စုလာပြီးအဲ့လိုလက်ဝါးချင်းကြိုက်တာမှန်သလားဆိုတော့တရုတ်နေတွေကတော့အဲ့လိုလက်ဝါးချင်းသူရိုက်မှာပဲဗျာဘာလို့ဆိုတော့တချို့ data တွေ leak ဖြစ်သွားလို့မရဘူးတချို့ data တွေ leak ဖြစ်သွားရင်တရုတ်နိုင်ငံရဲ့နိုင်ငံရေးကစိတ်မချအောင်တရုတ်နိုင်ငံရဲ့အုပ်ချုပ်ရေးရတရားကြီးတစ်ခုလုံးကစိတ်မချအောင်ဘာလို့ဆိုတော့ဒါတော့ကျွန်တော်ပြောရင်တချို့တွေချက်ဆိုနှစ်ခွက်မီးတောက်ဖို့အသင့်ပဲထင်တယ်တရုတ်နိုင်ငံတွင်းမှာလည်းအာဏာလွန်ဆွဲဖို့တွေကနောင်မှမဖြစ်လာဘူးလို့မပြောနိုင်ဘူးပြောရရင်တော့ဆိုရအပြောင်းလဲတွေနိုင်ငံရေးအပြောင်းလဲတွေကြီးကျယ်ဖြစ်မသွားဘူးလေမပြောနိုင်ဘူးဘာလို့ဆိုတော့ဒီကြားဖြန့်ရဲ့နောက်ွယ်မှာမြုပ်နေတဲ့တချို့သောဇလန်တွေကအကြီးကြီးရှိနေတယ်တရုတ်စစ်တပ်နဲ့တရုတ်အစိုးရရဲ့ကြားထဲမှာရောနောက်ကွန်မြူနစ်ပါတီကြားထဲမှာသုံးဘက်တိုင်ကြားထဲမှာရောအဲအကြောင်းတွေမထလာဘူးလို့မပြောနိုင်ဘူးဘာကြောင့်ဒီကြားဖြန့်ကိစ္စအကြီးတယ်ဒါကြောင့်မလို့သူတို့ကအမေရိကန်ပါလာတဲ့ဟာကိုတရုတ်ကတိတ်လက်ခံခြင်းနဲ့ပေါ့မပေါ်ဘူးပေါ်တဲ့အတွက်သူကမြန်မာပြည်အစိုးရမြန်မာအစိုးရလာညှိတယ်လာညှိပြီးတော့တို့လဝါရဲကြရအောင် online scamming လုပ်တဲ့ခါမှာတို့ online scam တွေနှိမ်နေတဲ့ခါမှာတို့တွေချင်းချင်းကြမယ်အပြင်မှာပါစေနဲ့ဆိုတာမျိုးသူကမြန်မာကိုလာပြောတာမြန်မာအဓိကဖြစ်နေတော့ပြီးရင်တရုတ်ကသူထိုင်းကိုပြောမယ်လာအိုကမ္ဘောဒီးယားတော့သူကခုတ်ကလှမ်းဆွဲထားနေတယ်သူရတယ်သူပြောနိုင်တယ်ထိုင်းကိုလည်းသူလည်းတော့ပြောမှာပေါ့နော်တော့ပြောလိမ့်မယ်ဆိုထိုင်းကလည်းလောလောဆယ်မှာသူတရုတ်နဲ့မပတ်သက်လို့မရတဲ့အခြားဆိုထိုင်းကလည်းတရုတ်ပြောတဲ့စကားကိုနည်းနည်းနာစွန့်မယ်ပေါ့နော်စသဖြင့်အဲ့တော့တရုတ်ရဲ့စိုးရိမ်ချက်ကိုမြန်မာထင်ကျွန်တော်တို့မြင်လိုက်ရတယ်တရုတ်ဒီပြည်ပနိုင်ငံတစ်ခုဆွတ်ဖက်လာမှာကိုသူတော်တော်ကြောက်နေတယ်ကျွန်တော်တို့ထက်သူပိုကြောက်သူကြောက်ပုံရတယ်ကျွန်တော်မြန်မာကြောက်အောင်မှာမြေပြင်မှာဖြစ်မှာကျွန်တော်မြန်မာကြားဖြတ်မြေပြင်ကကျွန်တော်တို့မြန်မာဖြစ်နေတာလက်ရှိချိန်နေမှာဆိုတော့ကျွန်တော်တို့ကြောက်ရမယ်ဆိုတာတရုတ်ကပိုပြီးစိုးရိမ်နေတဲ့ပုံပေါ်နေတယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့နိုင်ငံရေးအရာဆိုတော့နိုင်ငံတော်ကြီးကဲတွေဒါကိုလှလှပပနဲ့လှုပ်သွားတတ်လိမ့်မယ်လို့ကျွန်တော်တို့ကောက်ချက်ချတယ်ဘာပြောကျွန်တော်စိတ်ဝင်စားပါတယ်ဒီကိစ္စကိုလူကျိုးကြီးကိုယ်တိုင်တော့ဒီရောက်လာရတယ်ဆိုတာကသူရောက်လာတဲ့ခါမှာသူ့ဟာသူလာအပြည့်ပြည့်လာလဲတာမဟုတ်ဘူးဒါတရုတ်နိုင်ငံတော်ကြီးကဲတွေရှိရမူဝါဒတွေပါလာပုံရတယ်ဘာလို့ဘာသာပြောဆိုတဲ့မူဝါဒတွေပါလာပုံရတယ်အဲ့မူဝါဒတွေနဲ့ဒီဝါလာစကားပြောပြီးတော့သူဒါမြောက်တွေကိုသူတွားမယ်ပေါ့မြောက်တွေရောက်လောက်ပြီလို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ရုပ်သားထွက်ပြီးတဲ့အချိန်မှာမြောက်တွေရောက်ပြီးနေလောက်ပြီလို့ကျွန်တော်ခံမှန်းပါတယ်အဲ့တော့ရောက်ပြီးမြောက်တွေမှာရှိတဲ့ခုနက KK Park တူရွှေကုတ်ကူတို့နောက်တစ်ခါဒီပါခေါ်လဲကြောက်ခက်တို့မင်းလက်ပံတို့အစရှိတဲ့အဲ့မှာ online scamming လုပ်တဲ့နေရာတွေအကုန်လုံးသူပတ်ပြီးတော့တွားလို့ရတဲ့နေရာမှာသူလိုက်တွားမယ်သဘောရှိတယ်အဲ့တော့တရုတ်ကဒုဝန်ကြီးလာမယ်ဆိုလို့ရှိရင်လက်ထောက်ဝန်ကြီးလာမယ်ဆိုလို့ရှိရင် BGF ကော DKB ရော KNU ကလူတွေရောအကုန်လုံးကတခုလိုရဲမယ်ထင်လို့လားလှုပ်ရဲမယ်မထင်နဲ့သူတို့လှလှုပ်ရင်တရုတ်ကလမ်းကြိတ်မှာလှုပ်ရင်တရုတ်ကကြိတ်မှာဘာလို့ဆိုတရုတ်ကလက်ခံမှာမဟုတ်ဘူးသူလက်ထောက်ဝန်နိုင်ငံသားလက်ထောက်ဝန်ကြီးလက်ထောက်ပြည်သူလူမျိုးဝန်ကြီးကိုပို့လွတ်ထားတယ်ဆိုတာရှင်းပြောရရင်တော့အရေးကြီးကိစ္စရှိလို့လွတ်တာအားနေလွတ်တာမဟုတ်ဘူးပြီးတော့အဲ့ဒီလိုပဲတရုတ်ဘက်ကပြည်သူလူမျိုးရေးဘက်ကတကယ်အကြီးကဲနောက်ထပ်တယောက်ကလည်းထိုင်းဘက်မဲဆောက်ဘက်ကိုလာကြည့်ပြီးသွားပြီပြီးခဲ့တဲ့အသိမချသေးခင်လာဝိုင်းနေရအတွင်းလာပါပြီဒါလည်းခင်ဗျားတို့သတင်းတွေမှာပြန်ရှာကြည့်တွေ့လိမ့်မယ်ဆိုတော့မဲဆောက်ဘက်ကိုလည်းသွားပြီးသွားပြီအခုမြောက်ဘက်ကိုသွားမယ်နှစ်ခုလုံးသူကြည့်ပြီးသွားရင်ဒီကြားဖြတ်ကိစ္စကိုဘလို့အတူတူနေကြမှာဆိုတော့သူတိုင်မင်းလိမ့်မယ်မြန်မာအစိုးရအနေနဲ့ကဒီတရုတ်စီကနေပြီးတော့ဘာတောင်းရမလဲလို့မြင်အချက်လက်တွေတောင်းရအောင်မယ်တစ်ချက်ကကြားဖြတ်နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ data တွေအရေးကြီးတဲ့ information တွေတောင်းရမယ်ပြီးရင်ကြားဖြတ်နဲ့ပတ်သက်ပြီးတရုတ်ကိုအမြဲတမ်းသိစီတင်တာကမြန်မာခေါင်းဆောင်တွေအနေနဲ့ပြောတဲ့ issue ကကျွန်တော်အကြံပြုချက်ပါဒါကျွန်တော်ဖန်ကြည့်ရပါဆရာလုပ်တာမဟုတ်ပါဘူးဆရာလုပ်တယ်လို့လည်းမထင်ပါနဲ့ထင်လည်းမထင်စေချင်ပါဘူးထင်လည်းမတတ်နိုင်ပါဘူးဘာလို့လဲကျွန်တော်အမြင်ကျွန်တော်ပွင့်လင်းပြောတာပါကျွန်တော်အမြင်ကဟိုတက်ဆိုင်တာဝန်ရှိသူတွေအတွက်အသုံးဝင်တယ်ဆိုလို့ယူသုံးဖို့အသုံးဝင်ဆိုလို့ကြောင်ထုတ်လိုက်ပါရပါတယ်တရုတ်ကိုပြောရမှာရှင်းရှင်းလေးဒီကြားဖြတ်ရဲ့ဇင်းမြစ်ကငါတို့မဟုတ်ဘူးမင်းတို့လည်းသိပါတယ်ကြားဖြတ်ဇင်းမြစ်ကဘယ်ကလာလဲဆိုတော့ခင်ဗျားတို့လည်းသိတာပဲဆိုတော့မျိုးပြန်ထောက်အောင်ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောလဲမင်းရင်မြန်မာပြည်ကလူတွေကကြားဖြတ်လုပ်ဖို့မပြောနဲ့ဖုန်းအောင်ဖြောင်းကောင်းမသုံးတတ်ပါဘူးအဲ့မင်းတို့လက်နက်ကင်နေနေမြေထဲမှာရှိတယ်နေမြေတစ်လျှောက်လုံးမှာရှိတဲ့လက်နက်ကင်တပုံတွေအကုန်လုံးရဲ့အဲ့ဒီနေမြေတွေအကုန်လုံးကမြန်မာအစိုးရရဲ့ဩဇာတက်ရောက်မှုနည်းနည်းကင်းဝေးတဲ့နေရာမှာရှိနေတယ်နော်လက်နက်ကင်ပုံကန်သူတွေပုံများတယ်အဲ့တော့အစိုးရအာဏာတက်မှုအားတဲ့နေရာဖြစ်တယ်ပြီးတော့အဲ့ဒီတည်းကလူတွေကလည်း
ကြားဖြန့်တဲ့ပတ်သက်လို့ကွန်ပျူတာတော့ဖြောင်းနှိပ်တတ်တဲ့ကောင်တွေမဟုတ်ဘူးဖုန်းတော့မှန်နှိပ်သုံးတတ်တဲ့ကောင်တွေမဟုတ်ဘူးအဲ့တော့သူတို့ကသူများလိန်ဖို့မပြောနဲ့သူတို့တောင်မှပဲသူတို့ဖုန်းတော့သူတို့တခါဘလို့ဖုန်းလုံးဖွင့်မှမသိတဲ့ကောင်တွေနော်အဲ့တော့တေချာတာဒီကောင်တွေကပြောနေတာမဟုတ်ဘူးငါတို့မြန်မာတွေမလိန်တတ်ဘူးကြားဖြန့်တဲ့ပတ်သက်မသိဘူးပြီးတော့ data တွေဘယ်ရလဲ data ငါတို့မရဘူးဒီလိန်ရမယ့်လူတွေရဲ့စီးရင်တွေနဲ့လိန်ရမယ့်လူတွေအကြောင်းတွေလိန်ရမယ့်လူတွေနောက်ခံအကြောင်းအရာတွေကိုငါတို့မြန်မာတွေတခုမှမသိဘူးမင်းတို့တရုတ်ပြည်တဲ့လူကိုပြောတာပြီးတော့မြန်မာတွေတရုတ်စကားပြောတတ်ဘူးကောင်းကောင်းပြောတော့ပြောတဲ့လူတွေကလည်းအဲ့အောင်ပြောတတ်ဘူးမင်းတို့တရုတ်ကပဲလက်လွတ်သွားတာပြီးမင်းတို့တရုတ်ကပဲ Starlink တွေဝယ်တယ်ထိုင်းဘက်ကအင်တာနက်တွေရအောင်ယူတယ်ယူပြီးတော့မင်းတို့ပဲလုပ်တာရေမီးလည်းမင်းတို့ပဲအင်တာနက်မင်းတို့ပဲကွန်ပျူတာလည်းမင်းတို့ကွန်ပျူတာတွေပဲမင်းတို့ရှယ်ကွန်ပျူတာတချို့ကွန်ပျူတာတွေဆိုလို့ရှိရင်နော်ဟိုအင်္ဂလိပ်စကားလုံးတော့မပါဘူးအခြေခံတွေအားလုံးရဲ့ဒီအကုန်လုံးရဲ့ဟိုမျိုးစေ့တွေရေလောင်းပေါင်းတင်တာတွေအပင်ကြီးထွားနှုံးတွေဘာတွေညာတွေအကုန်လုံးကမင်းတို့ကြီးပဲဒါပေမဲ့ခက်တာမြေကငါတို့မြေကမင်းအပင်လာဆိုင်တာအဲ့တော့ငါတို့ခံရတာငါတို့ဖြစ်နေတယ်ဘလို့တရုတ်ပြည်မှာဖြစ်နေတဲ့ပြဿနာငါတို့မြန်မာအဆိုးခုဖြစ်နေတယ်ငါတို့မြန်မာနိုင်ငံဂုဏ်သိက္ခာမင်းတို့တရုတ်ပြည်မှာကြာဆင်းနေတာမင်းတို့ပြန်ဖတ်ဆယ်ပေးအဲ့ဒါဆိုရင်ငါတို့လည်းပူပေါင်းပါအောင်ပေးမယ်ဒါမျိုးတွေနဲ့ညီနိုင်တိုင်ပင်ပြီးတော့သွားရမှာကျွန်တော်တို့ဘက်ကအသာစီးပြန်ယူဖို့လိုတယ်ဒါဟာကျွန်တော်တို့ဘက်ကအသာစီးယူရမယ်အကွက်တစ်ခုဖြစ်တယ်နိုင်ငံရေးအရာကျွန်တော်တို့ကရှင်းပြစူးတစ်ချောင်းဖြစ်နေထားရမယ်အရာလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့အစိုးရတချို့ဟိုသူ့ရိုးနဲ့သူ့ပြန်ထိုးတတ်ဖို့လိုမယ်လို့ကျွန်တော်မြင်တယ်ထိုးတတ်လိမ့်မယ်လို့လည်းကျွန်တော်ကောက်ချက်ချတယ်အဲ့တော့မနေ့ဖြန်မှာဗိုလ်ချုပ်ဇော်မင်းထွန်းသတင်းစာရှင်းလင်းပွဲလုပ်ရင်လည်းသူဘာတွေပြောမလဲတော့ကျွန်တော်တို့မသိဘူးကျွန်တော်ကကြားဖြန့်ဟာမြန်မာနိုင်ငံကံကြမ္မာနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်လို့ကျွန်တော်တော့ပြောချင်ပါတယ်သက်ဆိုင်တယ်ကြားဖြန့်မြန်မာနိုင်ငံအနာဂတ်ကံကြမ္မာနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်ကြားဖြန့်ဆိုတော့ဒီကံကြမ္မာနဲ့သက်ဆိုင်နေတဲ့နိုင်ငံရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေတဲ့ဒီကြားဖြန့်ကိစ္စကိုမြန်မာအစိုးရခေါင်းဆောင်တွေဟာပပနနဲ့အရေးချင်းရှိနဲ့ကိုင်တွယ်နေတယ်လို့ကျွန်တော်လောလောဆယ်ကောက်ချက်ချတယ်လောလောဆယ်ကောက်ချက်ချတယ်အဲ့တော့နိုင်ငံတကာဘယ်လိုပဲဆွဆွမြန်မာခေါင်းဆောင်တွေကသူ့မှာချက်လက်ထောက်ထားခိုင်းမှာကင်ပြီးတော့တစ်ချက်ချင်းပြန်ပြီးတော့ရှင်းထုတ်နေတယ်လို့ကျွန်တော်တို့မြင်တယ်เนาะအဲ့တော့တရုတ်လူကျိုးကြီးလည်းဒါပွင့်လည်းပြောရရင်တော့သူလည်းတော်တော်လေးတော့ဟိုလာပြီးတော့တရုတ်ကခေါင်းဆောင်တွေရဲ့တရုတ်ခေါင်းဆောင်ကြီးတွေရဲ့ညွှန်ကြားချက်ရလာပြီးတော့ဒီမှာလာလောက်ရတာအပေါ်စီးကသူတို့နေရသလားနေမှလားလို့မေးရင်တော့ကျွန်တော်တို့မသိဘူးအပေါ်စီးကနေရင်တော့တရုတ်မှားတော့မှာပေါ့ဗျာပွင့်လည်းပြောရရင်တော့မှားတော့ပေါ့တကယ်ကြားဖြန့်ဇင်းမြစ်ကတရုတ်ပဲကြားဖြန့်ရဲ့ဇင်းမြစ်ကတရုတ်မျိုးစေ့ကတရုတ်ကသာလီကလင်ကကြစ်ကောင်တွေဖြစ်တယ်ကျွန်တော်ဒီလိုပဲကောက်ချကြတယ်နော်တရုတ်နိုင်ငံကကလင်ကကြစ်ကောင်တွေကပဲကျွန်တော်တိုက်ပြူလာနာမည်ဖြတ်သွားတယ်လို့ကျွန်တော်မြင်တယ်ဒါပုံမှန်လေးကျွန်တော်ပြောတာအဲ့တော့တရုတ်အစိုးရလည်းကျွန်တော်အမြင်ကရင်ကတ်လိမ့်မယ်တရုတ်တိုင်ဝမ်ကလည်းကျွန်တော်ပြောတာတွေနားထောင်ပြီးတော့ဟိုပြန်ပြီးတော့ review လုပ်ပြီးကျွန်တော်ကြည့်မရအောင်ဖြစ်လိမ့်မယ်နောက်ကကျွန်တော်လမ်းကြောင်းပုံရဖို့အတွက်ကျွန်တော်လည်းစကားပြောဖို့အတွက်နေရာပေါင်းစုံဆက်သွယ်လိမ့်မယ်ကျွန်တော်ပုံမှန်လေးပြောပါမယ်ခင်ဗျားတို့တရုတ်အစိုးရပုံမှာမုန်းနေခြင်းတစ်ချက်မှမရှိဘူးဒါပေမဲ့ကျွန်တော်နိုင်ငံဂုဏ်သိက္ခာထိပါလာတဲ့ယူထိပါလာတယ်လို့ခံစားရတဲ့အချက်လက်တွေမှန်သမျှပုံမူတည်ပြီးကျွန်တော်ကလည်းစင်ထွားရှိဆိုစိတ်လည်းစိတ်ထွားရှိကျွန်တော်လည်းပရိစိတ်ဖြစ်နေတော့စင်ကောင်တော့နာအောင်တော့ကြိုက်တတ်ပါသေးတယ်ကျွန်တော်မှလည်းအဲ့တော့ကျွန်တော်နိုင်ငံကျိုးစီးပွားကြောင့်ပါကျွန်တော်တရုတ်နိုင်ငံမုန်းကြီးချစ်ချင်းနဲ့မဆိုင်ပါဘူးကျွန်တော်နိုင်ငံကျိုးစီးပွားနံပါတ်1ပါ nation first ခင်ဗျားတို့တရုတ်တွေကလည်းခင်ဗျားတို့နိုင်ငံကောင်းချစ်ကြတယ်လို့ကျွန်တော်မြန်မာတယောက်နေကျွန်တော်နိုင်ငံကျွန်တော်ချစ်လို့ကျွန်တော်နိုင်ငံဘက်ကနေကျွန်တော်ပြောတဲ့ရှုထောင့်နဲ့ကျွန်တော်ပြောတာမှားတယ်ထင်ခင်ဗျားတို့အချက်လက်တွေကျွန်တော်ပေးလိုက်လို့ရတယ်ပြန်ပြီးတော့ debate လုပ်လို့ရတယ်တရုတ်တွေကတတိရှိတဲ့တယောက်ထွက်လာပြီးတော့ကျွန်တော်တို့ debate လုပ်လို့ရပါတယ်တရုတ်နိုင်ငံတန်ရုံးကလူဖြစ်ဖြစ်တရုတ်အစိုးရတွေဖြစ်ဖြစ် debate လုပ်ဖို့ထွက်လာလို့ရပါတယ်ကြိုက်တဲ့အချက်ထွက်လာပြီးပြောပါကျွန်တော်ရှင်းပြောပါမယ်အဲ့ကြိုင်ကျွန်တော်ပြောတာမှားတယ်လို့ထင်ပြီးတော့ခင်ဗျားတို့ကိုသိက္ခာချရလို့ထင်ခင်ဗျားတို့ကိုသိက္ခာခင်ဗျားတို့တဲ့ဖို့အတွက်ကျွန်တော်စီလာပြီးစကားပြောလို့ရပါတယ်တပိတ်လို့လို့ရပါတယ် live လို့ပြောပါကြိုက်တဲ့ချင်းပြောပါကျွန်တော်တရုတ်နိုင်ငံကိုစိန်ခေါ်ပါတယ်ဒါပုံမှန်လေးပြောတာပါကျွန်တော်နိုင်ငံကိုကျွန်တော်ချစ်တယ်ခင်ဗျားတို့လည်းခင်ဗျားတို့နိုင်ငံချစ်တယ်လို့ကျွန်တော်နိုင်ငံကြောချစ်တယ်ကိုယ့်နိုင်ငံထိပါလာတဲ့ကိစ္စမျိုးတော့ကျွန်တော်လက်မခံနိုင်ဘူးဒါအစိုးရကတော့တန်တမန်ရေးရသူ့လို့လိမ့်မယ်ကျွန်တော်ဘာမှမပြောလို့အစိုးရမှားတယ်မှမပြောဘူးကျွန်တော်ကတော့အရသားတယောက်နိုင်ငံသားတယောက်ဂျန်လစ်တယောက်နေနဲ့ဒီကိစ္စရဲ့နောက်ွယ်ဇင်းမြစ်တွေကိုသိတဲ့လောက်သိထားတဲ့လူတယောက်နေနဲ့ဒီဇင်းမြစ်ရဲ့တရခါတရုတ်ပဲလို့ကျွန်တော်ဓာတ်ရိုက်ကိုကျွန်တော်ပြောနိုင်ပါတယ်ကျွန်တော်ရဲ့ဘဝနဲ့အသက်နဲ့ရင်းပြီးကျွန်တော်ပြောရပါတယ်ဒါပုံမှန်လေးပြောတာပါနော်အဲ့တော့တရုတ်အနေနဲ့ကိုပြန်ပြီးတော့ကိုယ့်ရဲ့ကြုံသွားတဲ့လက်စာချေးသားတွေပြန်ရုပ်သိမ်းနိုင်အောင်ကြိုးစားပါတချို့ကလက်ညှိုးထိုးပြောကြလိမ့်မယ်အာတရုတ်ဆိုတာတရုတ်ဟုတ်ပါဘူးထိုင်ဝမ်တရုတ်တွေပါသိကြလို့လားထိုင်ဝမ်တရုတ်လို့ကျွန်တော်ထောက်ထားပါရှိတော့ကျွန်တော်အခုလက်ရှိသူတို့ကင်ထားတယ်သူတို့ဖတ်ခေါ်ရတဲ့ passport တွေကိုတော့တရုတ် passport တွေထိုင်ဝမ် passport တကောင်းအောင်ပါဘူးပြကြည့်ထိုင်ဝမ် passport ဆိုရင်ကျွန်တော်သူတို့ဖတ်ခေါ်ရတဲ့လူတွေကတော့ထိုင်ဝမ် passport တကောင်းအောင်ပါဘူးတရုတ် passport တွေကြီးပဲအဲ့ဒါယူထိုင်ဝမ်တရုတ်ဆိုကျင်းထည့်တာတော့အဲ့ဒါတော့ရှင်းပြတရုတ် lobby တွေကပဲကျင်းထည့်ထည့်လိမ့်မယ်ကျွန်တော်ပို့နေပဲကျွန်တော်တရုတ် lobby မလုပ်ဘူးတစ်လုံးမလုပ်ဒီဒါပေမဲ့တရုတ်နဲ့ပတ်သက်လို့ချစ်ပြပြစီမယ်လို့ကျွန်တော်မလုပ်ချင်ဘူးအဲ့တော့တရုတ်နိုင်ငံနဲ့ကိုယ်တိတ်ခါကိုထိမှာကိုနိုင်ငံရဲ့ကိုယ်နိုင်ငံကြီးထွားမှုကသူများနိုင်ငံရဲ့ကိုယ်နိုင်ငံကြီးထွားမှုသူများနိုင်ငံအကြက်တဲကိုရောက်စီအောင်တွန်းပို့တာမျိုးဆိုရင်တော့ကျွန်တော်တို့လည်းရှင်းပြရတော့ကျွန်တော်တို့လည်းအသားထီနာတတ်ပါတယ်ကျွန်တော်တို့လည်းခံစားချက်ရှိပါတယ်နှလုံးသားရှိပါတယ်စိတ်ဓာတ်ရှိပါတယ်မာကြောမှုရှိပါတယ်ဒါလေးကိုကျွန်တော်ကြုံကြိုက်လို့တရုတ်နဲ့ပတ်သက်ပြီးတော့ပြောတာပါအဲ့တော့တရုတ်တိုင်းမှာလူတွေနားထောင်နေတယ်လို့ကျွန်တော်ယူဆတဲ့အတွက်တခါတည်းခင်ဗျားတို့တိုက်ရိုက်ပြောလိုက်တာပါဒါခင်ဗျားတို့သိစေကျွန်တော်ပြောလိုက်တာပါဂျားကန်လူတွေသုံးမနေနဲ့လို့တိုက်ရိုက်ပြောလိုက်တာပါနော်ခုနနောက်ထပ် issue တစ်ခုကြတော့ခုနနောက်ထပ် issue ကအခြားမဟုတ်ဘူးဒီ KIA ကိစ္စပေါ့
KIA ကိစ္စဆို KIA ချဖို့ KIA နဲ့အိန္ဒိယနဲ့ဒိုင်ရှိုလေးလုပ်နေတယ်ဆိုတဲ့ဇာလန်တစ်ခုထွက်လာပါတယ်အဲ့ဒါလည်းကျွန်တော်တို့အိန္ဒိယတန်ရုံကျွန်တော်မေးထားပါတယ်မေးတဲ့အခါအိန္ဒိယတန်ရုံတုံ့ပြန်ချက်ကိုလည်းကျွန်တော်ပြောပါမယ်အိန္ဒိယကဘာလဲဆိုတော့မြေရှားကိစ္စပါအိန္ဒိယဟာတဲ့အိန္ဒိယမြန်မာနိုင်ငံမှာမြေရှားသတ္တုတူးဖော်ဖို့ကိစ္စ KIA နဲ့လျှို့ဝှက်ပြီးတော့စာချုပ်ချုပ်ထားတယ်ဆိုပြီးတော့သတင်းထွက်လာပါတယ်အဲ့ဒါကဘာလဲဆိုတော့ Silicon Valley Times ဆိုတဲ့ဒီ American ခြေစိုက်မီဒီယာတစ်ခုကနေစထွက်လာတာပေါ့နော်ဆိုတော့ KIA နဲ့အိန္ဒိယနဲ့ကြားမှာမြေရှားကိစ္စအတွက်လျှို့ဝှက်ပြီးတော့စာချုပ်ချုပ်ထားတယ်ဆိုတဲ့ကိစ္စဟာအိန္ဒိယသတင်းဌာနတွေမဖော်ပြဘူးတရုတ်ကမဖော်ပြဘူးဒေသတွင်းမီဒီယာတွေမဖော်ပြဘဲနဲ့ဟိုး American က Silicon Valley Times ဆိုတဲ့တိတ်နာမည်မကြီးတဲ့တိတ်ကျွန်တော်မြန်မာတွေတိတ်မသိတဲ့နာမည်ပြောကျွန်တော်မြန်မာတွေတိတ်မသိတဲ့ family မဖြစ်တဲ့မီဒီယာတစ်ခုကသတင်း Writer CNN များစသဖြင့်အစရှိတဲ့နာမည်ကျော်ကြီးတွေကဘာကျော်မီဒီယာကြီးတွေကမဟုတ်ဘဲနဲ့ Silicon Valley လိုမျိုးဒီတာမန်မီဒီယာပေါ့သူတို့ဒီမှာနာမည်ကြီးကြီးမျိုးကျွန်တော်တို့ကတော့တိတ်မကြီးဘူးအဲ့လိုမီဒီယာတစ်ခုကစထွက်လာရဆိုတာဒါထူးခြားတဲ့သတင်းတစ်ခုပဲတနေရာကနေတစ်ခုခုကနေဒီသတင်းကိုထုတ်လိုက်တယ်လို့ကျွန်တော်မြင်တယ်တစ်ဖွဲ့ဖွဲ့ကနေဒီသတင်းကိုရွေးချက်ရှိနဲ့ဒီအကြောင်းထုတ်လိုက်တယ်လို့ကျွန်တော်မြင်တယ်တော့အိန္ဒိယနဲ့ KIA နဲ့ကြားမှာမြေရှားကိစ္စတွေကိုတူးဖော်ဖို့အတွက်ဒီလျှို့ဝှက်စာချုပ်ချုပ်တယ်ဆိုတဲ့သတင်းထွက်လာတာကစိတ်ဝင်စားဖို့ကောင်းတယ်အိန္ဒိယကတဲ့ Arunachal Pradesh နဲ့ Vijayanagar ဆိုတဲ့မြို့ကနေပြီးတော့ကချင်ပြည်နယ်ချီဖွေမြို့အထိမြေရှားသတ္တုတူးဖော်ရေးမိုင်းတွင်းကို360 ကီလိုမီတာအရှည်ရှိတဲ့လမ်းတစ်ခုဖောက်နေတယ်တဲ့နော်ပြောရင်တော့ဒီ Arunachal Pradesh ကနေပြီးတော့ Arunachal Pradesh ပြည်နယ် Vijayanagar မြို့ကနေပြီးတော့ကချင်ပြည်နယ်ချီဖွေမြို့အထိ365 ကီလိုမီတာရှည်တဲ့လမ်းတစ်ခုဖောက်နေတယ်အဲ့ဒါဘာလို့ဆိုမြေရှားသတ္တုတူးဖော်ရေးမိုင်းတွင်းကိုတွားဖို့လုပ်တယ်တဲ့နော်အဲ့ဒါမြန်မာအစိုးရနဲ့သဘောတူမှုမရှိဘဲနဲ့ခွင့်ပြုချက်လည်းမရဘဲနဲ့အိန္ဒိယ KIA နဲ့ပေါင်းပြီးလုပ်တာဆိုပြီးတော့ပြောတယ်ပြီးတော့ KIA ကိုလက်နက်နဲ့ဆေးဝါးတွေကိုကူညီမှုတွေလုပ်ကောင်းလုပ်လိမ့်မယ်လို့ဒါအဲ့ Silicon Valley တိုင်းကဖော်ပြတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ issue ကတာဖြစ်လာပြီအဲ့တော့အိန္ဒိယကမြန်မာအစိုးရကိုကြော်ပြီးတော့ KIA နဲ့စာချုပ်ခိုးချုပ်တယ်ဆိုရင်အိန္ဒိယကမြန်မာအစိုးရမှာမိတ်ဆွေကောင်းမပြီးသားပဲနောက်ကျောဓာတ်နဲ့ထိုးတာပဲအိန္ဒိယအဲ့လိုလုပ်ခဲ့တောက်ကျောဓာတ်နဲ့ထိုးတာခုချိန်ထိအိန္ဒိယနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အကောင်းမြင်ထားသေးတယ်ဒါပေမဲ့ဒီလိုမျိုးနိုင်ငံတော်ကိုကြော်ပြီးတော့နောက်ကျောဓာတ်နဲ့ထိုးတယ်အလုပ်ကိုအိန္ဒိယလုပ်ရင်အိန္ဒိယကကျွန်တော်တို့ထားတဲ့အိန္ဒိယဘောထားတဲ့ကျွန်တော်တို့ရဲ့ထားတဲ့လေးစားမှုကိုတက်စော်ကားတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်တို့လေးစားမှုစော်ကားတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့အိန္ဒိယအနေနဲ့စဉ်းစားဖို့လိုတာကဒီသတင်းဟာတကယ်ဖြစ်လားမဖြစ်လားဆိုတော့အိန္ဒိယတရားဝင်မီဒီယာတွေနိုင်ငံပိုင်ကနေတရားဝင်ကြီးညာဖို့လိုတယ်ဟုတ်မဟုတ်ကိုတရားဝင်ကြီးညာဖို့လေခိုးကြောင်ခိုးပဲလည်းမလုပ်သင့်ဘူးပေါ်တင်မဲ့လည်းမလုပ်သင့်ဘူးပြောရရင်တော့မြန်မာအစိုးရဒေါ်လာပုံကန်နေတဲ့တပုံအုပ်စုတွေတွားစကားပြောပြီးတော့ကိုရိုးစီးပွားအကျိုးမြတ်ရှာတယ်ဆိုတာနိုင်ငံသားကောင်းလုပ်ရမဟုတ်နိုင်ငံကြီးဂုံတိတ်ခါရှိတဲ့နိုင်ငံတစ်ခုကလုပ်ရမဟုတ်ဘူးအဲ့တော့အိန္ဒိယကဂုံတိတ်ခါရှိတဲ့နိုင်ငံတစ်ခုကိုခံယူထားရင်ဒီလိုလုပ်ရမျိုးကိုခိုးကြောင်ခိုးရလည်းမလုပ်ရဘူးပေါ်တင်လည်းမလုပ်ရဘူးမြန်မာအစိုးရခွင့်ပြုရင်ဘာမှမလုပ်သင့်ဘူးအေးမလုပ်ဘဲအဲ့တော့မလုပ်တယ်ဆိုရင်တော့ပုံမှန်လင်းပြောရတော့ဒါကျွန်တော်တို့နိုင်ငံပေါ်မှာစော်ရတာလို့ခေါ်တယ်အဲ့တော့အိန္ဒိယအတိုင်းအောင်ကျွန်တော်တို့ဆက်သွယ်မေးပါတယ်အိန္ဒိယတာဝန်ရှိသူတွေကျွန်တော်တို့ဆက်သွယ်မေးပါတယ်မေးတဲ့အခါမှာဒီသတင်းတွေအခြေမြင့်မရှိတဲ့သတင်းတွေပါမဟုတ်ပါဘူးလို့ပြောတယ်ဒါပေမဲ့ဒါသူတို့အပြောပါကျွန်တော်အိန္ဒိယကိုလည်းစိုးရိမ်တယ်။ဘာစိုးရိမ်လဲဆိုအိန္ဒိယဆိုတဲ့မျိုးကလည်းအိန္ဒိယဆိုတဲ့မျိုးကလည်းဒီ9ပြည်နယ်ပေါ့ဒီဘက်မြန်မာနဲ့ချိတ်ဆက်နေဒီ9ပြည်နယ်ရဲ့လူတွေက7 sister state ပေါ့နော်။အဲ့ဒီ9ပြည်နယ်ကလည်းပွင့်လည်းပြောရင်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကြံခဲ့တဲ့အခါမှာဒီပြည်ဘိုးအစိုးရနဲ့သူတို့ကြားမှာသိပြီးတော့အဆင်ပြေလှတာလည်းမဟုတ်ဘူး။ဘိုးအစိုးရအဲ့တော့တော်တော်ထိန်းချောင်းနေရတဲ့သဘောရှိတယ်။ပြီးတော့9ပြည်နယ်ကဟိုဘာခေါ်လဲဆိုတော့မြန်မာနဲ့တအားနီးစပ်ပြီးတော့ဒီတရုတ်ပြည်နယ်ကိုလည်းတအားကတ်နေတယ်။ဆိုတော့9ပြည်နယ်တဲကတချို့သောဒီဝင်းကြီးချုပ်တွေတချို့တော့နေပါခေါ်လို့ဆိုဗီဇမကောင်းတဲ့နိုင်ငံရေးသမားတွေက KIA နဲ့တော့စကားမပြောဘူးလေမပြောနိုင်ဘူးအဲ့တော့အစိုးဘ ਹੁ ဆိုကတော့ကျွန်တော်တို့မဟုတ်ဘူးမလုပ်ဘူးလို့မဟုတ်ပါဘူးမရှုပ်ပါဘူးမင်းထင်တယ်လို့မယုံပါဘူးလို့ပြောကောင်းပြောရင်ပဲပြည်နယ်တွေကတချို့လူတွေမလုပ်ဘူးလို့လည်းမပြောနိုင်ဘူးဒါကြောင့်မို့လို့ရှင်းပြရင်ဒီကိစ္စကနိုင်ငံတော်အစိုးရမြန်မာအစိုးရအနေနဲ့လည်းဒီကိစ္စပေါ်မှာတည်တည်ချာလေးစောင့်စည်းပြီးတော့လေ့လာကြည့်တဲ့လို့ကျွန်တော်မြင်တယ်မဟုတ်ရင်အိန္ဒိယလည်းကျွန်တော်တို့နောက်ကျောထားတဲ့ထူတယ်လို့မလုပ်ဘူးလို့ကျွန်တော်မပြောနိုင်တဲ့အတွက်ကျွန်တော်လည်းတန်တရားရှိပါတယ်ဒါအိန္ဒိယနဲ့ပတ်သက်တာအဲ့တော့အခုချိန်မှာတော့နေမင်းကစားတွေမပြောလို့သေးဘူးဒါပေမဲ့အိန္ဒိယအနေနဲ့ဒီသတင်းထွက်လာပြီဆိုရင်အိန္ဒိယတရားဝင်တည်တည်ကြကြရနာနိုင်ငံပိုင်သက်ဆိုင်ရာနိုင်ငံမီဒီယာတွေကနေရှင်းဖို့လိုတယ်ကျွန်တော်တို့မြန်မာပြည်သူလူထုရဲ့တန်တရားတွေကိုစိတ်ရှင်းသွားအောင်လုပ်ပြီးဖို့လိုတယ်စာချုပ်စာတမ်းမရှိခဲ့ဘူးဆိုရင်ဘလို့မရှိခဲ့တာဘလို့ဖြစ်ခဲ့တာဒီသတင်းရဲ့နောက်ွယ်စင်းမြစ်ကဘယ်ကဘလို့ဆိုဖော်ထုတ်ပြီးတော့အမှန်တိုင်းချပြပြောဖို့လိုတယ်မဟုတ်ရင်အိန္ဒိယကကျွန်တော်တို့ရဲ့လေးစားမှုတွေအပေါ်မှာသူတို့အပေါ်မှာကျွန်တော်တို့ထားတဲ့လေးစားမှုအပေါ်မှာကျွန်တော်တို့စော်ကားတယ်လို့ကျွန်တော်ကပြောရမှာလို့ဖြစ်နေတယ်အဲ့တော့အိန္ဒိယအနေနဲ့ဒီချက်ပြန်စဉ်းစားကြည့်ချင်ပါတယ်ဒါအသေးချာစဉ်းစားဖို့လိုပါတယ်နော်နှစ်နိုင်ငံချစ်ကြည်ရေးကတချို့ကိစ္စတွေကြောင့်ဘာမဟုတ်တဲ့တပုံတယောက်ကိုတွားပတ်သက်ပြီးတော့နိုင်ငံချစ်ကြည်ရေးပြပြရတယ်ဆိုတာဟာမ
မကောင်းပါဘူးတမိုင်းမှလည်းမကောင်းအင်းစိန်မှလည်းမကောင်းမယန်းကုန်းမှလည်းမကောင်းပါဘူးเนาะဒါလောက်တော့တိဖို့တင့်တယ်လို့တော့ကျွန်တော်အိန္ဒိယတိုင်ဝမ်ကိုပြောချင်ပါတယ်ဒါအိန္ဒိယတိုင်ဝမ်နဲ့ပတ်သက်တာเนาะဆိုတော့နောက်တစ်ခုကကျွန်တော်ဒီနေ့တော့ USGB ကိစ္စလေးကျွန်တော်တို့ပြောပါမယ် USGB ကိစ္စပြည်ခိုင်ပါတီကိစ္စပါပြည်ခိုင်ပါတီကိစ္စအခြားမဟုတ်ဘူးပြပြည်ပြင်းမီဒီယာချို့ကပြည်ခိုင်ပါတီနဲ့ပတ်သက်ပြီးတော့ဝေဖန်သုံးသပ်တာလေးတစ်ခုလုပ်လာတယ်သူသုံးသပ်တာလေးကိုကျွန်တော်စိတ်ဝင်စားလို့ကျွန်တော်ဒီနေ့တမင်ထည့်ပြောတာပါသုံးသပ်တာလေးစိတ်ဝင်စားဖို့ကောင်းတယ်ပြည်ခိုင်ပါတီနဲ့လည်းဒါလေးကိုကြည့်ပြီးတော့နည်းနည်းလေးကိုယ့်ဟာကိုပြန်ပြီးတော့တချို့ဟာလေးကိုယ့်ကို review ပြန်လုပ်တင်တယ်ပေါ့နော်ဒါလေးပြောချင်တာပြည်ခိုင်ပါတီနဲ့ပတ်သက်ပြီးတော့ CJ platform ဆိုတဲ့ပြည်ပြင်းမီဒီယာတစ်ခုကသုံးသပ်ထားတာတစ်ခုရှိတယ် CJ platform ပြောတာဒီပြည်ခိုင်ပါတီရဲ့ဘိုဟိုဌာနချုပ်ရဲ့ Facebook page ကိုသူတို့စောင့်ကြည့်တယ်တဲ့စောင့်ကြည့်တဲ့အခါမှာတဲ့အောက်တိုဘာ28ရက်ကနေဒီနေ့ဒီဇင်ဘာ4ရက်နေ့အထိသူတို့စောင့်ကြည့်တဲ့အခါမှာတဲ့ပြည်ခိုင်ပါတီရဲ့ verify လုပ်ထားတဲ့ page ပေါ့နော် Facebook verify ဖြစ်တဲ့ page ကတင်ထားတဲ့ video file တော်တော်များမှာတဲ့ပါတီရဲ့ဥက္ကဋ္ဌဦးခင်ကြီးဒုဥက္ကဋ္ဌဦးမြတ်ဟိနောက်ဦးတောင်းအေးနောက်တော့ကာလာရှိကြပါတီမှာတာဝန်ယူတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ပါတီရဲ့နှစ်ရှည်ကြာကွာလေးပေါ့နော်ပါတီဝင်တွေရဲ့ခေါင်းဆောင်ပိုင်းတွေရဲ့မဲဆွယ်လှူရှားမှုတွေတင်ထားပြီးတော့ပြီးခဲ့တဲ့တိတ်မကြသေးခင်မှာပြောင်းလာတဲ့တပ်မတော်ဘက်ကပြောင်းလာတဲ့ဟိုဦးအောင်လင်းတွေးတို့ဦးတအောင်ဆန်းတို့နောက်ဦးကံမြင့်တန်းတို့နော်ဒါဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေးဒုတိယဗိုလ်ချုပ်ကြီးတအောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဒုတိယဗိုလ်ချုပ်ဒေသကျော်ဒုတိယဗိုလ်ချုပ်တပ်ပုံဒုတိယဗိုလ်ချုပ်ဖုံးမြတ်ဒုတိယဗိုလ်ချုပ်စိုးတက်နိုင်အစရှိတဲ့လူတွေပေါ့ဗျာပြောရရင်တော့အဲ့လိုမျိုးတပ်ဘက်ကနေတိတ်မကြသေးခင်မှာပြောင်းလာတဲ့လူတွေရဲ့ဒီလူမှုစေုံလှုပ်ဆောင်မှုတွေအားလို့အဲ့ဒီ Facebook မှာတိတ်တင်တာတိတ်မတွေ့ရဘူးလို့သူကထောက်ပြထားတယ်ထောက်ပြထားတော့ကျွန်တော်တို့အဲ့ဒါစဉ်းစားပါတယ်ကျွန်တော်တို့တော့တတိမထားမကြည့်မိဘူးဒါပေမဲ့ CJ platform ဆို Facebook ကအဲ့လိုရေးထားတော့ကျွန်တော်တို့တွားကြည့်တော့မှတချို့ဟာလေးတွေတော်တော်လေးသူပြောတာဟုတ်တယ်ဆိုတော့အဲ့ဒါရွေချက်တခုတွန်းပို့သလိုတွားဖြစ်နေတယ်ဒီမီဒီယာရေးပုံအားရဆိုနော်အဲ့တော့2000ဒီပြီးတော့ဦးမြထွန်းဦးရဲ့မဲဆွဲတဲ့ကိစ္စကိုလည်းတိတ်တင်တာတခုလောက်ပဲနိုမာရှိတဲ့တခုလောက်မတင်တာတခုလောက်တွေ့ပြီးတော့တိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်ဆိုတော့ပြောရင်တော့ဒီပြီးခဲ့တဲ့ရက်ပိုင်းကမှတပ်မတော်ကနေပြောင်းလာတဲ့ဖွဲ့တွေနဲ့လွန်ခဲ့တဲ့ပြည်ခိုင်မှာနှစ်ရှည်ကြာတာဝန်ထမ်းဆောင်တဲ့ပုံကိုယ်တွေကြားမှာမဲဆွဲတဲ့ကိစ္စမှာ page ကြီးရတယ်လှုပ်ဆောင်မပေးဘူးလားဆိုတဲ့မေးခွန်းတွေဖြစ်လာတဲ့အတွက်ပြည်ခိုင်အနေနဲ့ဒါလေးကသူများဝေဖန်စရာတော့ဖြစ်နေတဲ့အတွက်ဘာပြောဒီပြည်ခိုင် page ကြီးကိုဂိုင်းတဲ့သူတွေနေနဲ့လေဒီတစ်ချက်ကိုတစ်ချက်လေးသတိမမေ့စေချင်ပါဘူးမပေါ်ရောက်စေချင်ဘူးတော်တော်လေးပါပြအရေးကြီးပါတယ်တိုင်းဟိုဘာပြောဒါတွေကတစ်ဖက်ကထောက်ပြစရာဖြစ်လာပြီဆိုကြတဲ့ပြင်သင့်တာလေးတွေပြင်လိုက်ခြင်းအဖြစ်ပူကောင်းတဲ့စူးစီးကြည့်လက်မှုတွေတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ပြည်ခိုင်အနေနဲ့လည်းဒါလေးတွေသတိထားတင်တယ်လို့ကျွန်တော်တို့အကြံပြုပါတယ်ဒါကျွန်တော်အကြံပြုချက်ပါဒါကြောင့်နေတိုင်းလည်းပြည်ခိုင်လူတွေအမြင့်ကပ်ပုံမှန်နဲ့နေတိုင်းလည်းဒီကောင်ကျွန်တော်တို့တမင်လုပ်ပါတယ်ပြောနေဘူးပြောမရဘူးပြည်ခိုင်မှာလည်းတချို့လူတော်တွေရှိသလိုတချို့ကြောင်ကြားတွေလည်းရှိတယ်ဆိုတော့ကျွန်တော်လည်းမပြောရဘူးနည်းနည်းပဲအဲ့လိုပဲပြောရတာကောင်းတယ်နော်ဆိုတော့ဒါလေးကြုံကြလို့ထည့်ပြောတာပါနော်အဲ့တော့ကျွန်တော်ဒီနေ့တင်ဆက်မှုလေးတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်ဘာလို့ဆိုတော့မနက်ဖြန်ကျွန်တော်တို့အသင်းစာရှင်းလင်းပွဲကဘာတွေထွက်လာမလဲဆိုတော့သိချင်တဲ့ကျွန်တော်အချိန်လေးပေးအောင်ပို့လို့ပါကဲအားလုံးပဲကိုယ်စားသိရှိပါတိုင်းပြည်ပေါ်စေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုပ်လောဝ TV ပျော်နေတဲ့လူမိုက်လူရန်ကလူတက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတစ်ပါလို့ပြောရင်းနဲ့ခုနိုင်